တရားရှင်ကိုတော်မြတ်ကြီးကလက်ထက်တော်ကာလမှာကျွတ်ထိုက်တဲ့သရဝါတွေကိုအကုန်ချေချွတ်၍သွားတော်မူခဲ့ပါတယ်နောင်လာနောက်သားကျွတ်တန်းခိုလိုတဲ့လူနတ်ပြင်မှာတတ္တဝါများအတွက်လည်းပဲ84,000မျှသောဓမ္မခန္ဓာတွေကိုဆရာလုပ်ဖို့သဘောထား၍ဟောကြားတော်မူခဲ့ပါသေးတယ်အဲ့ဒီဓမ္မခန္ဓာတွေကိုဥထိပ်ရွယ်ပန်းဆင်းပြီးတော့ကျေးဇူးတော်ရှင်အခါမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးကဟောဒီတရားဓမ္မတို့အားခန္ဓာဉာဏ်ရောက်သဘောပေါက်အောင်အရသုံးစကားဖြင့်ဟောကြားညွှန်ပြဆုံးမတော်မူခဲ့ပြန်ပါတယ်ယခုတပံအဲ့ဒီဆရာတော်ဘုရားကြီးရဲ့နောက်ကခြေရာခမ်းပြီးတော့ဟောဟန်နိကြဆရာတော်ဘုရားကြီးရဲ့ဥပနိတယလမ်းစဉ်အတိုင်းယဟန်ရှင်လူသူတော်စင်ယောဂီအပေါင်းတို့အားဘုန်းကြီးကပြန်လည်ဟောကြားကျေးဇူးပြု၍သွားမှာဖြစ်ပါတယ်ဒီကနေ့ဆရာတရားစခန်းပွဲကြီးကျင်းပပြီးတော့လာတာဟာဒီကနေ့ဆိုရင်ပြည်စည်းအောင်မြင်မဲ့နေ့လားဆရာပြည့်မြောက်တဲ့နေ့နတ်နဲ့မဟုတ်လားဟုတ်တယ်ဒီတော့တတိပေးစရာကလေးတွေမှားထားစရာကလေးတွေဒီလူလေးတွေပါအောင်ဒီကနေ့နတ်နဲ့ပိုက်မှာတော့ဖြင့်သောတာပန်စိတ်ထားအင်္ဂါ9ပါးဒီတရားဟောရလိမ့်မယ်သောတာပန်စိတ်ထားအင်္ဂါ9ပါးဒီတရားဟောရလိမ့်မယ်ဒီအကြောင်းအရာတွေဟာမေဇိမာပဏ္ဏသပါဠိတော်မှာလည်းပါပါတယ်ဟိုဓမ္မပဒအထာကထာမှာလည်းပါပါတယ်ဒီအကြောင်းရက်တွေကိုပေါင်းစပ်ပြီးတော့ဒီကနေ့ဘုန်းကြီးကျေးဇူးပြုမှာပါဟုတ်ကဲ့လားဒီသောတာပန်စိတ်ထားအင်္ဂါ9ပါးဘယ်သူတွေကိုအကြောင်းပြုပြီးဟောကြားသလဲလို့ဆိုတော့ကောတံဘီယဟန်တွေကိုအကြောင်းပြုပြီးတော့ဟောကြားတာဘယ်ယဟန်တွေကောတံဘီယဟန်တွေကောတံဘီပြီးမှာဟိုယဟန်2ပါးခေါင်းဆောင်2ပါးရှိပါတယ်တစ်ပါးကဝိနည်းတို့ပုဂ္ဂိုလ်ပဲသူကဝိနည်းတို့ပုဂ္ဂိုလ်ဆိုတော့ဝိနည်းဘက်မှာကျွမ်းကျင်တော့ဝိနည်းတွေပဲဝိနည်းပိဋကတ်တွေပဲအခောက်ခါပြန်အလန်းချဖို့နေတဲ့ကိုတော့ပြီးတော့ဝိနည်းလည်းကျွမ်းကျင်တယ်သူကိုယ်တိုင်လည်းဝိနည်းလေးစားတယ်ပေါ့ဟိုတစ်ပါးကတော့ဖြင့်ဓမ္မဂတိကပုဂ္ဂိုလ်သူကသုတ်တန်ဆောင်ပဲသူကဝိနည်းဆောင်မဟုတ်ဘူးသုတ်တန်ပိုင်းဆိုင်ရာအကြောင်းအရာတွေသူကကျွမ်းကျင်တယ်ပြီးတော့ဓမ္မဂတိကဆိုတော့လှဲ့လေတရားတွေဟောတာပေါ့အဲ့ဒါလို့ဓမ္မဂတိကပုဂ္ဂိုလ်ရဲ့ဝိနည်းတို့ပုဂ္ဂိုလ်ရဲ့လို့ပုဂ္ဂိုလ်2ပါးခေါင်းဆောင်ရှိပါတယ်တစ်ပါးမှလည်းသူတို့လက်အောင်ငယ်သားတွေက900စီခန့်လောက်ရှိကြတယ်မသေးဘူးသူတို့တွေကဘုံကြီးတဲ့ကိုတော်တွေပဲတစ်ပါးကဝိနည်းတို့ဝိနည်းဆောင်တာနော်တစ်ပါးကတော့ဖြင့်ဟိုတုတ်တန်ဆောင်ဓမ္မဂတိကအဲ့ဒါလို့2ပါးရှိကြတဲ့အ내တနေ့တော့ဖြင့်ဓမ္မဂတိကခေါင်းဆောင်ကိုတော်ကကုတီတက်တယ်အိမ်သာသွားတာပြောတာအိမ်သာသွားတော့အဲ့ဒီမှာဆေးကြောတုတ်တင်ပြီးတော့ရေကလေးခွက်ထဲနည်းနည်းကြံရစ်တယ်အဲ့ဒီနောက်ပဲဝီနီးတို့ကိုတော်ကအဲ့ဒီကုတီတက်တဲ့ခါကျတော့အိုးဒီခွက်ထဲဘယ်သူရေတွေချမ်းထားပြခဲ့တာလဲအမှန်ကခွက်ထဲရေမချမ်းရဘူးဝီနီးထုံးစံအရာလေမချမ်းကောင်းဘူးခုနတုန်းကဆင်းသွားတာတော့ဟောဓမ္မဂတိကကိုတော်ပဲအောင်းမိလိုက်ပါတယ်ဒီနဲ့မလုတ်ကောင်းတဲ့ဥစ္စာလုတ်တယ်သူကဒီလိုဒါနဲ့ကုတီကဆင်းလာတဲ့ခါကျတော့ဟိုကိုတော်ကသိမဝေးသေးပါဘူးအဲ့ဒါမှီအောင်လိုက်ပြီးတော့မေးတယ်ခုနတုန်းကအရှင်ဘုရားကုတီတက်သွားတာအရှင်ဘုရားလားဟုတ်ပါတယ်ဟိုဒီတက်ရေခွက်ထဲမှာရေကလေးခြံပစ်ခဲ့တာအရှင်ဘုရားလားဟုတ်တယ်လေတပည့်တော်ခြံခဲ့တာပဲအမေကိုတော့တောက်အပတ်တင်တာကိုတော့မသိဘူးလားတင်သလားအမေဓမ္မဂတိကကြီးလုံနေပြီးတော့ဒါလေးတောင်အပတ်တင်တာမသိဘူးလားဒီလိုလုပ်တာဟုတ်ဒီမသိလို့ပါဗျာဒီလိုဆိုရင်လည်းတပည့်တော်အဲ့ဒီအပြစ်တက်တဲ့ဥစ္စာကိုတပည့်တော်ပူဇော်ပါမယ်ရှင်ဗျာမသိလို့ဒီလိုလုပ်ပြီးတာလားဟုတ်ပါတယ်တပည့်တော်မသိလို့လုပ်ပြီးတာပါဒီလိုဆိုရင်တော့လည်းကိစ္စမရှိပါဘူးဟိုတမင်လုပ်တာဆိုရင်တော့ဒါအပြစ်တက်နေကိုတော့အာမေလုံးမနေနဲ့ကိုတော့ဓမ္မဂတိကကြီးလုံနေပြီးတော့ဒါလောက်ကလေးတောင်မှမသိဘူးလားအဲ့ဒါလိုနဲ့အပြစ်ဒီတမင်လောက်တာမဟုတ်ပါဘူးအမှတ်တမဲ့မသိလို့ဆိုရင်တော့ကိစ္စမရှိပါဘူးဆိုပြီးတော့ခွဲသွားကြတာပေါ့လေအဲ့ဒါလို့နဲ့ကိုတော်ကဒီတိုင်းနေရင်တော့အဟုတ်သားပေါ့ဝိနည်းတို့ကိုတော်ကသူ့เจ้าရောက်တဲ့အခါသူ့ကိုတော်တွေစားချတဲ့အခါကျတော့ဒီအကြောင်းအရာဆက်ဆက်လာတော့ပြောတယ်အောက်မဲ့လေးဗျာဒီနေ့တုန်းကဓမ္မဂတိကကြီးတယ်
ကုတီတဲ့ပြီးတော့ရေတွေခွက်ထဲခြံရစ်ခဲ့တယ်ဟောင်းမလေးအပြစ်တက်လို့သင်မှန်တော့မသိဘူးမင်းတို့ဝီနီးကိုနားလဲအောင်လုပ်ကြနော်ခုကိုတော်ကြီးပါဇက်ကြီးတပြဲပြဲနဲ့ဓမ္မဂတိကကြီးပလင်မောကနေအော်နေတာဝီနီးလေးတောင်သိတာမဟုတ်ဘူးဒီလိုပြောတာကိုဟာဟုတ်ကလားဆိုပြီးတော့ဒီတဲ့ဝီနီးတို့ကိုတော်ရဲ့တပည့်တွေကကိုဓမ္မဂတိကကိုတော်တွေတပည့်ကြီးတွားကြတာပေါ့လေလူငယ်ချင်းကတော့ဖြစ်ကူးလူဆက်ဆံရှိနေကြတာကိုအရှင်ဘုရားတို့ဆရာကြီးကဟောကုတီတဲ့ရေချမ်းပစ်ခဲ့တယ်အပတ္တနာတော့မသိဘူးဆိုပါလားလာပြီလေငယ်တဲ့သူချင်းဒါနဲ့ငယ်တဲ့ကိုတော်တရားလျှောက်တာပေါ့အရှင်ဘုရားဒီလိုဆိုပါကောဟိုဘက်ကလာပြောနေတယ်ဟောဟုတ်ကိုတော်ကြီးတနေ့တုန်းကပြောတော့ तू အပမသိဘူးလို့ပြောတယ်အမှတ်တမဲ့လောက်တာဆိုရင်မသိဘူးအမှတ်တမဲ့လောက်တာဆိုရင်နော်မသိဘူးလို့ပြောပြီးတော့အခုသိတယ်လို့ပြောကြပြီမုတာဝါဒကိုတော်ကြီးလှပ်လိုက်ပြီဟုတ်ကလားဓမ္မဂတိကကိုတော်ကလည်းပြန်ဆွဆွဲပြီးဒီကိုတော်ကြီးတစ်မျိုးပြောတယ်စောစောတုန်းကတော့ဟိုမသိလို့လောက်တာဆိုရင်အပြစ်မရှိဘူးလို့ပြောတယ်မဟုတ်လားအခုအပြစ်ရှိတယ်နဲ့ပြောပြပြီခုစာလေးကျော်ခုစီတယ်နဲ့ဒီကိုတော်ကြီးမုတာဝါဒကိုတော်ကြီးပြန်ပြီးတော့ဆွဆွဲလိုက်ပြီဟာသွားကြကြနာပဲဓမ္မဂတိကကိုတော်ရဲ့တပည့်တွေကလည်းဘာအညံ့ခံမလဲကိုဆရာတော်ကြီးကဟောပြောနေတဲ့ပုဂ္ဂိုလ်မဟုတ်လားကိုတော်တို့ကိုတော်ကြီးကဆရာကြီးကမုတာဝါဒကိုတော်ကြီးပြန်ပြီးတော့တင်လိုက်ကြပြီဟိုကလည်းပဲအပြစ်ကလေးတင်တာတောင်မသိတဲ့ဓမ္မဂတိကကြီးတစ်ဖက်နဲ့တစ်ဖက်ပေါ့လေဟိုကလည်းပဲမုတာဝါဒကိုတော်ကြီးဟိုကလည်းပဲဓမ္မဂတိကကြီးလုံနေပြီးတော့ဒီလောက်အပြစ်ကလေးတောင်နားမလဲတဲ့ကိုတော်ကြီးအပြားများအလန်းလန်းပြောကြတာပေါ့အဲဒီတင်စိတ်ဝမ်းတွေကွယ်အစတုန်းကဆိုရင်ဟိုဘက်နဲ့ဒီဘက်နဲ့ကူးလူဆက်ဆံပြီးတော့အင်မတန်ချမ်းသာနေတဲ့အဖြစ်ကနေပြီးတော့အခုတော့စိတ်တက်တွေကွဲကုန်ပြီစိတ်တက်တွေကွဲဒီစကလုံးကတရွေ့နဲ့ကျဲပြန့်လာတော့ဘာရမလဲကူးကွယ်တဲ့ဘိက္ခုနီမတွေရှိသေးတာပဲသူတို့ဘုံကြီးငါတို့ဘုံကြီးနဲ့ဖြစ်ကုန်ကြတာပေါ့သူတို့ပဲငါတို့ပဲနဲ့ဘိက္ခုနီမတွေလည်းပဲနှစ်ဘက်ခါဖြစ်ကုန်ရတယ်ဒီအကြောင်းအရာကြိတ်နဲ့သိတော့ဒကာတွေကလည်းပဲဒီတိုင်းပဲတဲ့ဗျာဟိုဘက်နဲ့ဒီဘက်ဖြစ်ကုန်ကြပြီဒကမာတွေလည်းပဲဟိုဘက်နဲ့ဒီဘက်ဖြစ်ကုန်ကြလိုက်တဲ့ဥစ္စာဟာတရွေနဲ့ကြောင်းဆောင်နှက်တွေလည်းကွဲတယ်တဲ့အောင်မယ်ဒါရင်ဘယ်ကားမလဲဘုံမစိုးနှက်တွေလည်းကွဲနောက်တော့တရွေနဲ့တစ်ဆင့်သူ့ကိုယ်တော့ငါကိုယ်တော့သူ့ဘက်ငါဘက်ပေါ့ဒီလိုနဲ့ညင်းကနောက်ဆုံးကြတော့ဟောနတ်ပြေ6ထက်လည်းကွဲတာတဲ့ဟိုပုထုဇဉ်တွေမဟုတ်လားနတ်ပြေ6ထက်တမကဘူးဒီကွဲတဲ့သတင်းကြီးကတရွေနဲ့တစ်ဆင့်တက်သွားလိုက်တာမြမပြေတိအောင်ရောက်တာတဲ့ပြင်မာတွေလည်းပဲဥထုဇဉ်ပြင်မာတွေရှိတယ်မဟုတ်လားရှိတော့သူ့ဘက်ကိုယ့်ဘက်ပေါ့ဟာလူပြေကကွဲတဲ့အကွဲကဟိုးပြင်မာပြေတိအောင်တောင်ရောက်တာတဲ့နှစ်ဘက်ခါကြီးကွဲတော့တာဟိုဒုက္ခကိုရောက်လို့အမိုက်ကစားပြတ်တမိလောင်တာမဟုတ်လားကိုတော်လေးတစ်ပါးကသွားလျှောက်တဲ့အရှင်ဘုရားဒီလိုတန်ဃာတော်တွေတော့ဖြင့်ဒီတိုင်းဖြစ်ကုန်ကြပြီဘုရားနှစ်ဘက်ခါတွေကွဲလူတွေလည်းကွဲအကုန်လုံးဒုက္ခတွေရောက်ကုန်ကြပြီဘုရားဒါဖြင့်လွတ်လိုက်စမ်းခေါင်းဆောင်နှစ်ပါးဆိုပြီးတော့ခေါ်လိုက်တော့ခေါင်းဆောင်နှစ်ပါးကိုတော့ရောက်လာပါတယ်ဝီနီးတို့ခေါင်းဆောင်ရဲ့ပြီးတော့တုတ်တန်ခေါင်းဆောင်ဓမ္မဂတိကကိုရောရဲ့မဟုတ်လားမင်းတို့ဒီလိုတွေဖြစ်ကြတယ်လို့ကြားတယ်ဟုတ်သလားဟုတ်ပါတယ်ဗျာဘယ်တော့မလဲကွမင်းတို့တွေကဘင်းနဲ့သာသနာတော်တဲ့နေပြီးတော့ဒီလောက်ဘာမဟုတ်တဲ့အကြောင်းအရာကလေးကိုအစွဲပြူပြီးတော့မင်းတို့တွေကတယောက်နဲ့တယောက်မကြေနိုင်မချမ်းနိုင်သူမလျှော့ငါမလျှော့ဆိုတော့ခုအကွဲကြီးကတခါတည်းဟိုးမြမပြေစီအောင်တောင်တက်သွားပြီနှစ်ဘက်ခါအကွဲကြီးကဟုတ်တယ်မဟုတ်လားစိတ်ချမ်းသာနိုင်ပါမလားဘယ်ချမ်းသာနိုင်လိမ့်မလဲဒါကြောင့်မင်းတို့ညီကြတော့ညွတ်ကြတော့တယောက်လျှော့ကြတော့ပြောတယ်မေကုတ်ပြီးတော့ဒါနားထောင်နေတာသူတို့တွေကဟိုကမပြူဘူးဖရာစကားကိုလက်မခံကြဘူးဘယ်နဲ့လဲငါဖရာပြောတဲ့ဥစ္စာမင်းတို့လက်ခံမလားသိခံတော်မူပါဗျာအရှင်ဘုရားကကိုယ့်ဘာသာကိုဖလားသမပါဝင်စားပြီးတော့ချမ်းသာနေတော်မူပါဗျာတပည့်တော်တို့ကိစ္စတပည့်တော်တို့ရှင်းပါမယ်ဗျာအောင်မယ်ခေါင်းတော်မာတယ်နော်ကောင်းပါတယ်ဗျာဓမ္မဂတိကဘက်ကလည်း तू ကအကျော်အမော်ပဲဟိုနေရကလှဲ့လေဟောလာတဲ့ तू ဆိုတော့ तू ကလည်းဒီနေရာမှာဟိုအကျော်မခံနိုင်ဘူးပေါ့ဟိုဝီနီးတို့ပုဂ္ဂိုလ်ကြီးကလည်းပဲ तू ကလည်းပဲဝီနီးတွေတတ်ထားတဲ့ဥစ္စာဆိုတော့သာသနာပေါင်းမှာနေတဲ့ तू ဆိုတာဝီတိတက်ရမှာပေါ့ဒီလောက်ကလေးတောင် तू မတတ်ဘူးလားသူများတွေတော့လျှောက်ခေါ်နေပြီးတော့ तू ကလည်းဒီလိုအပြစ်တင်တာပေါ့အဲ့ဒီဘက်ကလည်းမလျှော့နိုင်ဘူးအဲ့ဒါလိုနဲ့ဘုရားကိုတော်မြတ်ကြီးက
ချီဝပြုတယ်ဆုံးမတယ်ဆုံးမပေမဲ့လို့မရဘူးကြားရလားမရဘူးကဘုရားသာသနာတော်ထဲမှာကြည်စားသူတို့တွေကနေတော့ကတော့ဖြင့်ငါဘုရားသာသနာတော်ထဲနေပြီးတော့ခုငါဘုရားဆုံးမတာတောင်မရကြဘူးမဟုတ်လားအိုးပရိသတ်နဲ့နေရတာတဲ့ညီငွေစရာကောင်းတာပဲလို့ဘုရားကိုယ်တော်မြတ်ကြီးကသဘောထားတော်မူပြီးတော့ကဲဒီလောက်ရှိလာတာငါအပေါင်းဖော်နဲ့မနေတော့ဘူးတပါးတည်းမဲ့သွားတော့မယ်ဆိုပြီးတော့ဒီတင်တပိတ်လွယ်ပြီးတော့ဥတဲ့ရာကြွတော်မူတာအေးအေးချမ်းချမ်းဖြစ်မယ်လို့ထင်ရတဲ့နေရာတွေကိုကြွတော့တရွေနဲ့ပလလဲတော်ဆိုတာကိုရောက်သွားတယ်ပါတော့ပလလဲတော်ဆိုတာကိုရောက်သွားတယ်ဟုတ်ပြီလားဟုတ်အဲ့ဒီအချိန်မှာဖရာကိုရောမြတ်ကြွသွားတဲ့ဖရာကိုရောမြတ်ကြွသွားတဲ့ဆိုတဲ့တဲ့င်းကအုပ်နဲ့တဖြည်းဖြည်းပြန့်သွားတော့တာပေါ့နောက်တော့တကားတွေပါသိကုန်တယ်ဟာဖရာကိုရောမြတ်တော့ကြွသွားတယ်ဆိုပါလားဘာဖြစ်လို့တဲ့လဲဒီကိုတော်တွေပြောမရလို့တဲ့ဆိုတဲ့တဲ့င်းကြီးကတဖြည်းဖြည်းပြန့်လာတော့တာပေါ့တော်ဆိုးတဲ့ကိုတော်တွေပါလားဖြစ်တော့တာပေါ့ဟိုဒီထဲမှာဟိုပက္ခမကွဲတဲ့တကားတွေလည်းရှိသေးတယ်လေသာသနာကိုသာအာယုံပြုပြီးတော့နေတဲ့တကားတွေလည်းရှိပါသေးတယ်ဒီတဲ့အရှင်ဘုရားတို့ဘယ်လိုလုပ်လိုက်ကြတာတို့ဘုရားကိုယ်တော်မြတ်စကားနားမထောင်ဘူးဆိုပါလားဟုတ်တယ်လေဒါတကားတို့အရေးမဟုတ်ပါဘူးဒါဘုန်းကြီးတို့ကိုအရေးကိုပါအသာနေကြစမ်းပါဟုတ်ဘူးအသာနေရမှာမဟုတ်ဘူးတပည့်တော်တို့မနေနိုင်ဘူးအခုဘုရားမရှိဘူးလို့ကြားတယ်ဟုတ်တယ်လေသူကလည်းသူပဲသွားပေါ့မဘဲတော့မရဘူးခုအရှင်ဘုရားတို့လှုပ်လို့မို့လို့ခုဘုရားကိုယ်တော်မြတ်တော်တဲ့ကြွသွားတယ်လို့သတင်းရတယ်ဒီတော့ဒီကနေ့ကစပြီးတော့တပည့်တော်တို့တိုင်ပင်ထားတဲ့ကိုတော်တို့ကိုအယိုသေးမပြုတ်နိုင်တော့ဘူးမပြုတ်ခြင်းနေကြပေါ့လေဦးလည်းမချနိုင်တော့ဘူးမချခြင်းနေကြပေါ့ဒါရင်ဘာကမလဲဆွန်းလည်းမလောက်နိုင်ဘူးဟာဒါတော့မလုပ်ကြနဲ့တကားတို့ရာဒါကတော့ထိမယ်မဟုတ်လားလောက်ရလိမ့်မယ်ကိုတော်တို့တော်ဆိုးတာပဲဖရာသာသနာတော်တဲ့နေပြီးတော့ဖရာစကားနားမထောင်ပါမထောင်နဲ့မဖြစ်ဘူးတပည့်တော်ကြည့်ထားပြီးသားမလောင်ဘူးဟာမလုပ်ပါနဲ့တကားတို့ကလုံးမယ်ဒါကတော့မရဘူးကိုတော်တို့ကအရေးရှိရင်တပည့်တော်တို့ကိုတပိတ်မှောက်မလေးနဲ့အခုတပည့်တော်တို့ကဆန်သေးတော့မှောက်တယ်ကိုတော်တွေနဲ့တကားတွေနဲ့အဲ့ဒါလိုဖြစ်ကြပြီးတော့တကားတွေကတကယ်လောက်တာနော်ဟာတကယ်လုတ်ပြီဆိုတော့လေကိုတော်ဒီဆန်စုထားပြီးသားလည်းရှိတာမဟုတ်ဘူးသမင်းဆိုင်ကလည်းမရှိဘူးဝယ်စားဖို့ပိုက်ဆံကလည်းစုထားတာကမရှိဘူးဒုက္ခတော့ရောက်ကြတော့မယ်အဲ့ဒါလိုနဲ့တကားတွေကညှိထားပြီးတော့ဟိုသူတို့တွေဘယ်နဲ့လောက်ကြမလဲဟိုဘယ်နဲ့လောက်ဒီတကားတွေမနေပါဘူးတို့တပိတ်နဲ့ထွက်သွားလောင်းမှာပါပဲဒီလိုပဲအောက်မေ့တယ်ဟာဘာရမလဲတကားတွေကမလောင်းမှုဆိုတကယ်မလောင်းမဲနေတာတကယ်မလောက်မဲနေတာဟုတ်တော်ကတိအောင်တော့ဖြစ်ကုန်ကြပြီအဲ့ဒါလို့သူတို့မှာဟိုဒီကောတံဘီပြီးမှကိုတော်ဒီနဲ့တကားတွေနဲ့အခုလိုဖြစ်ပြီးတော့နေတဲ့အချိန်မှာဟိုမှာဘုရားကိုတော်မြတ်ကြီးကပလလဲတော်ရောက်နေပြီပလလဲတော်ဘုရားကိုတော်မြတ်ကြီးရောက်တော်မူတဲ့အချိန်ဆင်ကြီးတကောင်ကလည်းဟိုတစ်ပင်တနေရာကသူကအပေါင်းအဖော်တွေနဲ့နေရတဲ့ဥစ္စာစိတ်ညစ်တယ်ညင်းငွေစရာကောင်းတယ်ဆိုပြီးတော့သူကလည်းဆင်အုပ်ကြီးခွဲပစ်ခဲ့ပြီးတော့တစည်းတယ်လာနေတာချင်းကလေးတွေနဲ့နေရတာမကောင်းဘူးလူအိုပဲမဲ့လို့ကြီးတဲ့သူကိုလေးစားရမှမသိဘာမသိသူတို့တွေကရှေ့ကနေစကြက်မှတက်သူတို့တွေကရှေ့ကပွတ်တိုက်သွားကြတယ်ဒီတော့သူတို့ကြိုက်ဖြတ်သွားပြီးသားအငုတ်ကလေးတွေကြမှာငါကနောက်ကလိုက်ပြီးတော့ကြိုက်ရတယ်ဆိုတော့တနေ့လည်းမဟုတ်နှစ်နေ့လည်းမဟုတ်ကြာတော့ညင်းငွေတာပေါ့တကယ်မို့ဆိုဆင်အိုကြီးသူ့ဦးစားပေးရမှာနော်မပေးကြဘူးဟိုတုန်းကဆင်ကလေးတွေနဲ့မတူဘူးဒီခေတ်ဆင်ကလေးတွေကမဲဆင်ကြီးလည်းပဲညီးတာပေါ့လေခေတ်ဆင်ကလေးတွေကမလေးစားကြတော့ဘူးစကြက်ထဲသွားတယ်ဆိုလို့ရှိရင်လည်းသူတို့တွေကကောင်းလို့ယာတွေကိုကြိုက်ဖြတ်စားသွားကြသူတို့အကြံမှစားရတာကိုရေတောက်ကြပြီဆိုပြန်လို့ရှိရင်လည်းပဲဟိုရေစိတ်သွားကြပြီဆိုရင်သူတို့ကရှေ့ကဝုန်းနဲ့သွားရှင်ကြီးကိုတိုးခွေပုတ်တိုက်သွားအရင်ရေစိတ်ရောက်တဲ့ခါကျတော့ချောင်းထဲမှာရေတွေတောက်လို့သူတို့ကမှွေနှောက်ပြီးကကျမှသူတို့ကပြန်တက်လာတယ်ရှင်ကြီးကတော့လူအိုဆိုတော့နှုံနဲ့မဟုတ်လားနောက်မှရောက်သွားတော့ရေတွေနောက်ကုန်ပြီနောက်ပြီးသားရေတွေကျမှတောက်ရတာ
ဒီတော့ရေတောက်ရပြန်တော့လေအနောက်အစာစားရပြန်တော့လေသူတို့ကြိုက်ဖြတ်ထားပြီးသားအငုတ်ပြန်မှစားရတာအဲ့ဒါလိုနဲ့ရက်ပေါင်းနေများလပေါင်းနေများလာတော့သူလည်းစိတ်ညစ်တာပေါ့အိုးအပေါင်းဖော်နဲ့နေရတာမကောင်းဘူးဆိုပြီးတော့သူလည်းအပေါင်းဖော်တွေဖယ်ခွာပြီးတော့တစည်းတဲ့ငိမ့်နဲ့ထွက်လာတာသူကလည်းဥတရာထွက်လာတာဒီပလလဲတော့ရောက်လာတော့တာအောင်မဲ့တစ်ပင်အောင်မဲ့ဟိုမှာယဟန်တစ်ပါးတွေ့နေတယ်အဲ့ဒါနဲ့အနာကိုတရွေနဲ့ချင်းကပ်လာတော့အောင်မဲ့ယဟန်တစ်ပါးမှာတာမန်ပဲဟုတ်လိမ့်မလဲဖယားကိုတော့မြတ်ပဲဆင်ကြီးသိပါတယ်အခြေအနေကြည့်ပြန်တော့လေဘယ်သူများအနာရှိတယ်လဲလို့ကြည့်ပြန်တော့လေဘယ်သူမှမရှိဘူးသူပြုစုလုပ်ကျွေးမဲ့သူမပါပါပဲလားဆင်ကြီးရလေဧကနာဘယ်သူမှမပါဘူးဆိုရင်တော့ငါပြုစုဖို့အခွင့်ရတော့မှာပဲတရွေနဲ့အနာကပ်သွားတဲ့ခါကျတော့ဖယားကိုရောမြတ်ကလည်းတဲ့ကြီးညိုပဲကောင်းတာကိုဟုတ်တယ်ဆိုပြီးတော့ဘေးနာကတစ်ပင်ကတစ်ကိုင်းကလေးတွေကိုနှာမောင်းနဲ့ချိုးဖယားကိုရောမြတ်ဘေးနာပဝန်းကျင်တပြက်ခတ်ပေးတယ်ဖယားကိုရောမြတ်ကြီးကလည်းလက်ခံနေတယ်အမေငါပြုစုတာသူလက်ခံတယ်အဲ့ဒါကိုမြင်တော့နောက်တစ်ခါတစ်ကိုင်းလေးတကနှာမောင်းနဲ့ချိုးဖယားကိုရောမြတ်တရင်သုံးတော်မူတဲ့နေရာနေပြောက်ကလေးတွေထိုးတဲ့နေရာကာပေးတာပေါ့မဲအဲ့ဒါလည်းဖယားကိုရောမြတ်ကလက်ခံနေတာပဲအောင်မဲဒီလိုဆိုရင်ဟန်ကြပြီငါပြုစုတာသူလက်ခံတယ်ငါဖယားကိုပဲပြုစုနေတော့မယ်တော်တယ်ပါဖယားကိုရောမြတ်ကလည်းအပေါင်းဖော်နဲ့ညင်းငွေလို့ထွက်လာတာရှင်ကြီးကလည်းအပေါင်းဖော်ကိုညင်းငွေလို့ထွက်လာတာအမေသူတို့ချင်းသွားတွေ့နေကြတာဟာပလလဲတော့လူသူဝေးတဲ့တော်ကြီးမှာအင်မတန်ဒီနှစ်ဦးဟာချမ်းသာသာနဲ့ဖြည့်ပြီးတော့အခုနေကြပြီဖယားကိုရောမြတ်ကလည်းတပါးတဲ့ဆိုတော့ဟန်ကြပြီဘယ်သူမှပြောဖို့ဆိုဖို့လည်းမလိုဘူးခါတိုင်းဆိုရင်ရဟန်းနေနဲ့နေတယ်ဆိုရင်ပြောရဟောရမပေးတာမဟုတ်ဘူးဆိုးမှရမယ်မဟုတ်လားဒီထဲမှာလူတွေရောက်လာတယ်ဆိုရင်တရားကလည်းဟောတာအောင်မှာခုတော့ဟန်ကြပြီတော်တယ်ဘယ်သူမှဟောဖို့လည်းမလိုဘူးအနားယူတာပေါ့ဟန်ကြတယ်ရှင်ကြီးကလည်းပဲဟောပြုစုနေပြီသဘောကိုကြားလို့ဖယားနဲ့ရှင်ကြီးနော်တော်တယ်မှာပလလဲတော်တယ်မှာသူတို့နှစ်ဦးချမ်းသာလို့အဲ့ဒီချမ်းသာတဲ့အချိန်မှာကောတံပြီမှာကိုတော်ဒီတော်တော်ကိုဂတိကောက်ဖြစ်နေကုန်ပြီဆွန်လောင်းရတယ်လားမလောင်ဘူးသူတို့နီးရဆက်ရဘက်ဒီဘက်ကွဲတဲ့အခါမှာမလွှဲမကင်းတာတက္ကကမကကြိတ်ပြီးတော့လှူတဲ့ဆွန်လေးလောက်နဲ့တင်ကျင့်နေရတာတိတ်ပေါ်များမရှိဘူးအများတက္ကမတွေကမလောင်ဘူးညှိထားတာမဟုတ်လားဒုက္ခကိုရောက်လို့အဲ့ဒီတွေမဖြစ်ပါဘူးကွာဆိုပြီးတော့နှစ်ဖက်ညှိကြတယ်နှစ်ဖက်ညှိတော့ကဲတို့ညီကြပြီဆိုပြီးတော့တက္ကတွေပြန်ပြောတယ်ဟေးတက္ကတို့အရင်တုန်းကလို့ဆွန်လောင်းကြပါတို့နှစ်ဖက်ညီသွားပြီပြောတယ်နေဦးကိုတော်တို့ချင်းတော့ညီတယ်လို့ပြောတယ်ဖယားကိုကြော့ပြီးပလားဖယားကမရှိတော့ဘူးကွာခုဖယားကတော်တဲ့ရောက်နေပြီဖယားတော့မကြော့ရသေးပါဘူးဖယားမှမကြော့ရသေးရင်တပည့်တော်တစ်ဘက်ကလည်းမလျှော့နိုင်ဘူးဒီလိုဖြစ်တယ်ဒုက္ခပါပဲအရှင်ဖယားတို့ဖယားသွားကြော့ကြည့်ကြအောင်ခုချိန်မှာဖြစ်တဲ့ကိစ္စကဝါဆိုဥကိုဝါတွင်းကြီးဖြစ်နေပြီဒကာကြီးတို့ရဝါတွင်းကြီးဆိုတော့သွားဖို့လာဖို့ကလည်းမလွယ်ဘူးအဲ့ဒါကြောင့်နောက်ကြမှာနောက်ပေါ့အခုလောင်းကြပါအောင်မလောင်းနိုင်ဘူးတင်းထားတယ်ဒကာဒီဘက်ကလည်းတင်းထားတယ်သူတို့မှအဲ့ဒါလိုဂတိကအောင်နဲ့ဖြည့်ပြီးတော့တဝါတွင်းလုံးဟိုမှာဖယားကိုတော်မြတ်ကြီးနဲ့ရှင်ကြီးကလည်းဟိုမှာကြီးနူးလို့သူတို့နှစ်ဦးကလေဘယ်တော်တယ်မှာတော့ပလလဲတော်တယ်မှာရှင်ကြီးကမနဲ့ဆိုလို့ရှိရင်တော်တယ်ထွဲနာနာသီးတွေယူလာပိန်းနေသီးတွေယူလာငပြောသီးတွေခူလာဖယားရှင်နာချဖုံးပေးပါပေါ့6ဆောင်သွားတယ်6ဆောင်သွားပြီးတော့နှာမောင်းကြီးနဲ့ဒီမြေကြီးတွေရဲ့ဘောင်ခတ်တာပေါ့ဘောင်ခတ်တော့ရေလေးတွေစီးပြီးတော့လာတော့တရွေ့နဲ့ရေကန်လေးဆိုတော့ရေလေးတွေတော်တော်များလာတာပေါ့အဲ့ဒီချိန်မှာတောတွေတဲကသူတွေ့လာခဲ့တာလူတွေမနေတော့ဘူးသွားတဲ့နေရာကတောတွေကအိုးလေးတွေကြံရစ်သေးတာအဲ့လိုအိုးလေးတွေကိုနှာမောင်းနဲ့ပိုက်ယူလာပြီးတော့ခုနတုန်းကရေတွေကိုတောင်းပြီးတော့တဲ့ခတ်ဖယားကိုတော်မြတ်နာလာပြီးတော့ချသူကရေလာပြီးတော့လှူတာပေါ့လေဖယားရေတောက်ချင်တောက်ပေါ့ချိုးချင်လည်းချိုးဖို့ရှင်ကြီးကလေသူကတပြက်လဲဖယားပတ်ချလဲသူကတစ်ကိုင်းနေနဲ့တပြက်လဲအနေထားဖယားချမ်းသာမဲ့အနေထားမျိုးသူကြည့်ပြီးတော့ပြုစုနေတာသဘောကိုကြားလို့ဟန်ကြတယ်လူတွေလည်းဘယ်သူမှမရှိဘူးတို့နှစ်ဦးလေဒီတော်တယ်မဲ့စားကောင်းတောက်ပွဲတွေရှင်ကြီးကရှားပြီးတော့ဖယားကိုတော်မြတ်ကြွေးတယ်ဖယားကိုတော်မြတ်ကလည်းဖုံးပေးတယ်အဲ့ဒါလိုနဲ့
တခါတရံကြတော့လေတစ်တိကြီးတဲ့စားရတာကမိန်နာမဟုတ်ဘူးမရဘူးတစ်တိစွန်းဆိုပေမဲ့လို့တစ်တိကြီးတဲ့ဆက်ကစားနေရင်တခါတလေဒူးပေါင်းချောင်းတယ်မရဘူးဆံကလေးပါလေးလည်းစားရသေးတာအဲ့တော့ရက်တွေများလာတော့ဘုရားကိုယ်တော်မြတ်ကလည်းဆွန်လေးပါလေးစားအောင်မှဖြစ်မယ်ပေါ့အဲ့ဒါနဲ့ဟိုတပိတ်ကြီးကိုပိုင်သင်္ကန်းပါယုံပြီးတော့ရွာရှိတဲ့နေရာစီကိုမှန်းပြီးတော့လာတာပေါ့ရွာနဲ့လည်းတော်ခါဆန်းဆန်းဝေးသေးတာကိုအဲ့ဒါလို့တပိတ်ကြီးနဲ့ပြင်နာမြင်မဲ့ရှင်ကြီးကသူလဲလိုက်နေပေါ့မဟန်အမှုရကြတာသူ့ပေးပါပေါ့တပိတ်ကြီးဒါနဲ့သူ့ပေးလိုက်တော့တပိတ်ကြီးခေါင်းပေါ်တင်ဘုရားကိုယ်တော်မြတ်ကရှိကကြွသူကနောက်ကမော်တော်နဲ့သူဥခေါင်းပေါ်မှာတပိတ်ကြီးကိုတင်ပြီးတော့ပေါ့လေအောင်မဲ့သူကတပိတ်ပိုက်ပြီးတော့သူကဘုန်းကြီးကြောင်းသားပေါ့သူ့ကိုယ်သူလေဂုံယူတာအောင်မဲ့ဘုန်းကြီးကြောင်းသားဆိုတဲ့အနေနဲ့မော်တော်နဲ့သူကနောက်ကလိုက်တယ်တပိတ်ကြီးသူဥကင်းပေါ်မှာတင်ပြီးတော့လိုက်တယ်ဘုရားကိုယ်တော်မြတ်ကရှိကကြွရွာနဲ့ခါဆန်းလန်းလောက်ရောက်တဲ့အခါကျတော့ကဲမင်းဒီနေရာနေခဲ့ကြွပြင်ဘက်မှာနေခဲ့ငါဆုံးကဝင်မယ်ဆိုတဲ့အတိတ်ပဲနဲ့တပိတ်ဆန်းယူလိုက်တဲ့အခါကျတော့နာမောင်းကြီးနဲ့တပိတ်ကိုယူပြီးတော့ဘုရားလက်ထက်ကတ်တယ်ဘုရားကိုယ်တော်မြတ်ကတပိတ်ကြီးပိုက်ပြီးတော့ရွာတဲ့လက်ဆုံးခံပြန်ပြီးတော့လာတန်းတဲ့တပြိုင်နဲ့စီးပြီးတပိတ်ကြီးယူတယ်သူဥပင်းပေါ်မှာတင်ပြီးတော့သူအမေနောက်ကဘုန်းကြီးကြောင်းသားနောက်ကလိုက်တယ်အဲ့ဒါလို့နဲ့ကြည်နူးလို့ရှင်ကြီးလေဟိုသဘောကျလိုက်တာဘုရားကိုယ်တော်မြတ်ကလည်းအပေါင်းဖော်ကဖက်ခွာပြီးတော့လာတာရှင်ကြီးကလည်းအပေါင်းဖော်နဲ့နေရတဲ့ဥစ္စာကြီးဝေးလို့မလို့ဖက်ခွာလာခဲ့တာအခုလာပြီးတော့နှစ်ဦးသားတွေ့နေတာမဟုတ်လားအိုးဟန်ကြလိုက်သမားစိတ်ကိုချမ်းသာလို့တဝါတွင်လုံးသူတို့တော်တဲ့မှာအဲ့ဒါလိုနှစ်စီးချမ်းသာနေပေမဲ့လို့ဟိုပြေမှာတော့ဖြင့်သူတို့မှာဒုက္ခရောက်နေကြတာကောတံပြီးပါလေအလားတူပေါ့တာဝတိကဝိတခါเจ้าအမကြီးတို့ကလည်းပြောတယ်ဘုရားကိုယ်တော်မြတ်တော်ထွက်သွားတဲ့အခုမရှိတော့ဘူးတဲ့ဆိုတဲ့သတင်းကြီးကြားတာကိုအရှင်အာနန္ဒကြီးလာပြီးတော့အပူကတ်တယ်အရှင်ဘုရားမရှိဘူးလို့ဆိုတဲ့တပည့်တော်တို့တရားမနာရတာလဲကြားပြီးအရှင်ဘုရားပင့်ပေးပါဘုရားဟိုယဟန်တီယဟန်နေရတယ်လာပြီးတော့ပြောကြဆိုတော့ဟေးအခုဟာကဝါတွင်းကြီးပဲကွာဝါတွင်းကြီးသွားလို့မလွယ်ပါဘူးဝါကျွတ်တဲ့ခါကျတော့သွားပြီးတော့ပင့်ပေးပါမယ်အရှင်အာနန္ဒာကအဲ့ဒါလိုနဲ့နေရင်သားနဲ့တရွေနဲ့ဟောတဝါတွင်လုံးဆင်ကြီးနဲ့ဖယားနဲ့ဆင်ကြီးဟုတ်ပြီလားသူတို့နှစ်ဦးကကြည်နူးလို့တော်ထဲမှာပလလဲတော်ထဲမှာအနေကြတဲ့ဆင်ကြီးဆိုတော့လေသူ့ကိုနာမည်ပေးထားတယ်ပလလဲဆင်ကြီးဘယ်နဲ့တော့ပလလဲဆင်ကြီးလို့ပဲခေါ်လိုက်တာပေါ့ဒီထဲမှာဒီတော်ထဲမှာနေတဲ့ဥစ္စာပလလဲဆင်ကြီးပါပဲဟုတ်တယ်မဟုတ်လားကောတံပြီးမှရှိနေတဲ့ရံဖြစ်တဲ့ကိုတော်လေးလည်းတော်ကတိကောက်ဖြစ်နေကြပြီဝါလဲကျွတ်ကြောရှင်အာနန္ဒာကကဲသွားပင့်ပေးပါမယ်ဆိုပြီးတော့ဝိုင်းအောင်လာကြတဲ့တန်ဃာတော်900ခန့်လောက်နဲ့ပလလဲတော်ဆိုတဲ့ဥစ္စာကိုဥတဲပြီးတော့ထွက်လာပါတယ်ဘယ်သူတော့ရှင်အာနန္ဒာဘာလုံးမလို့တော့ဖျားကိုပင့်မလို့အဲ့လိုနဲ့တရွေနဲ့လာရင်နဲ့နောက်တော့ဒီပလလဲတော်ရောက်လာတာပေါ့တန်ဃာတော်900လောက်နဲ့အရှင်အာနန္ဒာခေါင်းဆောင်ပြီးတော့ရောက်လာတော့ရှင်ကြီးကပြူးပြဲတဲ့ဖြစ်နေတယ်ဒီလောက်များလဲသူမြင်မမြင်ဘူးပဲတဲ့ဘာများလောက်ကြမလို့လဲတို့ဒီတော်တဲ့မှာတို့ဖယားကိုတော်မြတ်နဲ့ငါနှစ်ဦးတည်းရှိတာအင်မတန်ချမ်းသာနေတဲ့ဥစ္စာခုရုပ်နဲ့ဘာများလာလောက်ကြမလို့လဲဟုတ်တယ်နော်တို့ဒီမှာဖယားနောက်ကငါဆုံးခံခဏလိုက်ရတယ်ပြီးတော့ငါကတော်တဲ့ကနေတတိတွေရှားပွေကျွေးနေချမ်းသာနေတာခုရုပ်နဲ့ဘာမှလာလောက်ကြမလို့လဲရှင်ကြီးကလေအဲ့ဒါလည်းမြင်ရောရှင်ကြီးကကြည်နေတယ်နောက်အရှင်အာနန္ဒာတို့ဥဆောင်လာပြီးတော့ဘုရားကိုယ်တော်မြတ်နာသွားပြီးတော့သူတို့ဘာတွေလောက်ကြတာတုံးဥတွေချတာလည်းမြင်တယ်ပြီးတော့ပါဇက်ကလည်းတွတ်ပြောကြတာမြင်တယ်ဘာမှလုံးမလို့လဲရှင်ကြီးကလေအဲ့ဒါကြည်ပြီးတော့နေတယ်နောက်ဘုရားကိုယ်တော်မြတ်ကလိုက်မယ်ဆိုတဲ့အတိတ်ပဲပေါ့လေတပိတ်ပါပြင်းနေသင်္ကန်းမှာပြင်းပြီးတော့ရန်လာတယ်မြင်တော့ရှင်ကြီးကလိုက်တော့မှာပဲနဲ့တူတယ်သူသဘောပေါက်လာတယ်အဲ့ဒီတင်ဘုရားရှိကလာပြီးတော့ကန့်လန့်ကြီးလှုပ်တော့တာရှင်ကြီးကလေရှင်ဘုရားဘာတဲ့တုံးဘုရားခုရှင်ကြီးကရှေ့ကနေပြီးတော့ကန့်လန့်ကြီးခံနေတယ်ဘုရားဘာပြောချင်တာတဲ့တုံးဘုရားဆိုတော့ဘုရားကိုယ်တော်မြတ်ကရှင်ကြီးရဲ့စိတ်ဓာတ်ကိုသိတာကိုဒီကနေ့မကြွပါနဲ့အောင်တဲ့တညလောက်တော့ဆိုင်ပါအောင်တဲ့
ဘာဖြစ်လို့လဲဆိုတော့နောက်တနေ့ तू ကဆွန့်တနတ်ကတ်ချင်လို့တဲ့ရှင်ကြီးကတန်ဃာတော်ငါတာကိုဆွန့်ကတ်ချင်လို့တဲ့ဘယ်ကဥရီပါလေရမှာလဲတော့ချက်ဖို့ပြုတ်ဖို့လေအဲ့ဒါလို့မဟုတ်ပါဘူးကဲဒီလိုဆိုလို့ရှိရင်တို့ကဲမင်းတို့တပိတ်တွေပြန်ချကြအောင်ဟေးကဲရှင်ကြီးရဲ့အလိုလိုက်ကြစမ်းပါသူကဆွန့်တနတ်ကတ်ချင်လို့တဲ့ကဲပြန်ချဆိုပြီးတော့နေရာတွေပြန်ချတဲ့ခါကျတော့မှရှင်ကြီးကတခါတည်းဝင်းတာလာတာပေါ့ဟာရွှင်ပြုံးလာပြီးတော့ဒီတဲ့တော်တဲ့သွားတော့လားတော်တဲ့သွားပြီးတော့ရနိုင်သမျှတစ်တီးတွေစုပိန်နေသီးတွေငပြောသီးတွေနာနတ်သီးတွေရသမျှအသီးတွေစုလာအဲ့ဒီနေရာနာလာပြီးတော့ချတယ်ဖယားနာဟာနောက်တစ်ခေါက်သွားပြန်ပြီတော်တဲ့ဝင်းထွက်သွားပြီးတော့ရသမျှတစ်တီးယူလာပြီးတော့နောက်တစ်ခါလာပုံတာဟာနောက်တစ်ခေါက်လဲသွားပုံနောက်တစ်ခေါက်လဲလာပုံတော့နောက်တစ်တီးပုံကြီးကအကြီးကြီးပဲတဲ့နောက်တနေ့ကပ်ပါတစ်တီးစွန်းကပ်ပဲဟာကြုံတော့ကြုံခဲ့ဒီလောက်တန်ဃာတွေများများစုမိဖို့မလွယ်ဘူးဒီရောက်လာတာတော်ကြီးတဲ့ရောက်လာတော့သူကတစ်တီးစွန်းကပ်ပါတဲ့အဲ့ဒါလိုနဲ့ညနေပိုင်းတစ်ခုလုံးတစ်တီးတွေစုလိုက်တာအများကြီးဖြစ်သွားတာအဲ့ဒါလိုနဲ့တညလုံးကျိန်တဲပြီးတော့နောက်တနေ့အာယုံတက်တာနဲ့တပြိုင်နဲ့ရှင်ကြီးကနှာမောင်းကြီးနဲ့ယူပြီးတော့အရှင်ဘုရားတို့ကြိုက်တာဖုတ်ပေးဆိုတဲ့သဘောနဲ့ယူပြီးတော့ကတ်တာလေဟာငါပြောသည်ကြိုက်တဲ့သူကငါပြောသည်ပိန်နေသည်ကြိုက်တဲ့သူကပိန်နေသည်နာနာသည်ကြိုက်တဲ့သူကနာနာသည်ပေါ့ဗျာဒူရင်သည်တွေလည်းပါခြင်းပါမှာပေါ့ရတဲ့ဥစ္စာတွေဟူသမျှအဲ့လိုကလို့ဖုံးပေးကြတော့ဖုံးပေးတဲ့ဥစ္စာကိုကြည့်ပြီးတော့ရှင်ကြီးကပီတိဖြစ်နေတာပေါ့လေတစ်တီးဆုံးကတ်တာအဲ့ဒီနောက်တနေ့ဆုံးဟာဆိုရင်ရှင်ကြီးကတ်တဲ့တစ်တီးဆုံးပေါ့ဟာအများကြီးပဲတစ်တီးတွေကစားလို့တော့မကုန်ဘူးဆိုပဲတပုံကြီးကိုကြံ့ရစ်ထားတဲ့စားတော့ပြီးတော့ကဲသွားကြမယ်ဆိုပြီးတော့တပိတ်တွေပြင်းရတယ်တင်ငန်းကလေးတွေပြင်းပြီးတော့ယုံရရမ်းရတော့ရှင်ကြီးကမျက်နှာမကောင်းတော့ဘူးရှင်ကြီးမျက်နှာအိုးလာပြီအိုးသူ့ဘက်ကနေကြည့်တော့လေဟုတ်တာပေါ့ဟိုဘက်နေ့ညနေတုန်းကသူကရတော့မဲဆိုတဲ့အချိန်မှာသူရွှင်ပြသလောက်ပြီးတော့ဆွန့်ကပ်ပြီးတော့နေတဲ့အချိန်မှာသူဝန်းတာရသလောက်အခုပြန်ရတော့မယ်လို့ဆိုပြီးတော့ယဟန်တေရောဘုရားကိုယ်တော်မြတ်ရောတပိတ်ကိုပြင်းပြီးဆိုတော့သူမျက်နှာမကောင်းတော့ဘူးမျက်နှာမကောင်းရင်လည်းမကဘူးသူဘုရားကိုယ်တော်မြတ်ကြီးရှေ့လာပြီးတော့ကန့်လန့်ကြီးရပ်ပြန်ပြီဘာတဲ့တုံးဘုရားရှင်ကြီးကအရှင်ဘုရားရှေ့လာကန့်လန့်ကြီးရပ်ပြန်ပြီဘုရားရှင်ကြီးရဲ့စိတ်ဓာတ်ကိုဘုရားကိုယ်တော်မြတ်ကသိတော့ဘာသာပြန်ပြောရတာပေါ့ရှင်ကြီးကဘာပြောတာတဲ့တုံးဘုရားဘာပြောချင်တာတဲ့တုံးဘုရားအေးရှင်ကြီးကပြောနေတယ်မင်းတို့တွေကိုပြန်ဆွလိုက်တဲ့ငါတပားတဲ့နေရခဲ့တဲ့ငါတပားတဲ့နေရခဲ့တဲ့ရှင်ကြီးကလေအကုန်လုံးတော့လည်းမထားခြင်းဘူးသူနေတိုင်းဆုံးကတ်နေရမှာမဟုတ်လားဘုရားတပားပဲသူနေချင်တာမဟုတ်လားဘုရားတပားပဲကြံရစ်စေချင်တာမဖြစ်ဘူးကွယ်သားကြီးမင်းနေရခဲ့တော့တို့ပြန်တော့မယ်မင်းကတော့ထဲမှာနေတဲ့တော့တော်ပဲနေရခဲလို့ဘုရားကိုယ်တော်မြတ်ကပြောတော့သူမျက်နှာမကောင်းချပါဘူးကဲသွားကြမယ်လို့ဆိုပြီးတော့ဘုရားကိုယ်တော်မြတ်ကြီးကရှေ့ဆုံးကကြွားနောက်ကသံဃာတော်တွေ900လောက်ရှင်အာနန္ဒာအမှုရှိတဲ့900လောက်ကနောက်ကတဒန်းကြီးလာကြတာလိုက်လာကြတာဘုရားကိုယ်တော်မြတ်ကြီးကရှေ့ကငိမ့်နဲ့ကြွားနောက်ကသံဃာတော်တွေကဒီတန်းကြီးလိုက်ပြီးတော့နေတော့အဲ့ဒါကိုငေးကြည့်ကြံရစ်ရှာတယ်တော်တော်လေးလူဝေးရောသူမနေနိုင်ဘူးရင်လဲလှိုက်လာသလားမသိဘူးပြေးလိုက်လာတော့တာဟာနေရကြီးဖာပါနဲ့ခေါင်းကြီးကငိမ့်နဲ့အရှင်ဘုရားဆင်းကြီးနောက်ကပြေးလိုက်လာတယ်ဘုရားကိုတော်တွေကလေပြေးလိုက်လာကိုတော်တွေဘေးနာကတီးပို့ပြီးတော့တခါတည်းရှေ့ဟိုးဘုရားရှေ့ထီအောင်ရောက်အောင်သွားပြီးတော့ရှေ့ကကန့်လန့်ကြီးလုံနေတယ်လမ်းကလေမလုံနဲ့တာကြီးမင်းဒီနေရာနေရခဲ့ကွယ်မင်းကငါနဲ့အတူတူနေခြင်းနဲ့ဆိုပေမဲ့လို့မဖြစ်ဘူးမင်းငါဖယားနာနေကုသိုလ်စိတ်ဖြစ်ုံပဲဖြစ်မယ်တရားမရနိုင်ဘူးဖယားကိုယ်တော်မြတ်ကလေဟုတ်တယ်ဘယ်တရားရနိုင်လိမ့်မလဲဆင်ဆိုတာအဟိတ်မဟုတ်လားဘုန်းကြီးတို့လေလောဘဟိတ်ဒေါသဟိတ်မောဟဟိတ်ဒါမကောင်းတဲ့ဟိတ်ဆိုတာဟိတုပါပြီးတော့အလောဘဟိတ်အဒေါသဟိတ်အမောဟဟိတ်ဆိုလောဘရဲ့ဆန့်ကျင်ဘက်ဆိုတော့ကောင်းတာပေါ့နော်ဒေါသရဲ့ဆန့်ကျင်ဘက်ကောင်းတာပေါ့မောဟရဲ့ဆန့်ကျင်ဘက်လည်းကောင်းတာပေါ့အဲ့ဒီကောင်းတဲ့ဟိတ်တွေကအလောဘဟိတ်အဒေါသဟိတ်အမောဟဟိတ်ဆိုတဲ့ကောင်းတဲ့စိတ်တွေဟုတ်လားအဲ့ဒါတွေသူတို့မှမရှိဘူးတရစ္ဆာန်တိုင်းမှာအဲ့ဒီဥစ္စာတွေမရှိဘူးမွေးလာကြတဲ့ကတိုင်အဟိတ်နဲ့မွေးလာကြတာတရစ္ဆာန်ခုတည်းမြ
တရားရတယ်ဆိုတာကလည်းပဲအဲ့ဒီထဲကဟိတ်ပါမှကောင်းတဲ့စိတ်တွေထက်မြက်တဲ့ဟိတ်တွေပါမှတရားရလို့ဖြစ်တာသူတို့ကြတော့အဲ့ဒီလိုကောင်းတဲ့ဟိတ်တွေမပါဘူးဆိုတော့တရားရလို့ဖြစ်ရတာမဖြစ်ဘူးကုသိုလ်စိတ်ဖြစ်ရုံပါပဲဒါကြောင့်မင်းငါဖယားနာနေပေမဲ့လို့ကုသိုလ်ဖြစ်ရုံပါပဲကွယ်တရားတူမရနိုင်ဘူးကွယ်မင်းနေခဲ့တော့ဖယားပြီးတော့သူတွေးကြီးရက်နေခဲ့ကြတယ်အဲ့ဒီတင်ဖယားကိုတော်မြတ်ကရှေ့ဆက်ပြီးတော့သွားတယ်သွားတော့နောက်ကသံဃာတော်တွေကလည်းဆင်ကြီးကိုကြည်ပြီးတော့ပြုံးပြီးတော့သွားကြတော့တာပေါ့ငိုနေခဲ့တယ်ပေါ့ဆင်ကြီးငိုနေခဲ့တယ်မျက်ရည်တွေတွေးကြနေခဲ့တယ်ဆိုပြီးတော့ကိုတော်တွေကပြုံးနိုင်ပေမဲ့သူ့အဖြစ်မပြုံးနိုင်ပါဘူးသူ့ရင်ထဲမှာသူ့မချိဘူးဖယ်ချိနိုင်လေမလဲဗျတဝါတွင်လုံးသိဖယားကိုတော်မြတ်နဲ့ပြုစုနေတာမဟုတ်လားသူတို့တွေကသိတာမဟုတ်ဘူးဒီရင်ရှင်ကြီးရဲ့ရင်ထဲခံစားရချက်ဘယ်လောက်ထိအောင်ပြင်းပြနေတယ်ဆိုတာဒီကိုတော်တွေကသိတာမဟုတ်ဘူးဟိုရှင်ကြီးကဖယားကိုတော်မြတ်အပေါ်မှာကြီးညိုလို့မျက်နှိုးလို့တန်ဖိုးထားတာနော်ဟုတ်တယ်ရှင်ကြီးတောင်တန်ဖိုးထားနိုင်တာဟိုကကိုတော်တွေကောတန်ပြီးကကိုတော်တွေတော်တော်ဆိုးတယ်မဆိုးဘူးလားဖယားကိုတော်မြတ်ပြောတာရလားတော်ဆိုးတယ်ကိုတော်တွေနော်ကြီးလားရှင်ကြီးဆိုရင်ဖယားကိုတော်မြတ်သိပ်ပြီးတော့တန်ဖိုးထားတာအဲ့ဒါလို့နဲ့တရွေနဲ့ဝေးပြီးတော့သွားလို့ငေးပြီးတော့ကြည်နေရကနေပြီးတော့နောက်ဆုံးဘယ်လိုမှနေမရဘူးရင်ထဲလှိုက်နဲ့ဖြစ်ပြီးတော့လာတော့တခါပြေးလိုက်တာပြန်လာအိုးနေရွက်ကြီးကဖားနဲ့ခေါင်းကြီးကငိမ့်နဲ့သူဘယ်လိုမှနေမရဘူးဘယ်လိုပဲနေရဖယားကိုတော်မြတ်နာတခါတည်းကတ်နေမယ်ပေါ့အဲ့လိုနဲ့ပြေးလိုက်လာအရှင်ဘုရားမြတ်စွာဘုရားရှင်ကြီးကနောက်ကလိုက်လာကြပြီဘုရားကိုတော်တယောက်အော်လျှောက်တယ်ဘုရားကိုတော်မြတ်ကနည်းနည်းလေးတုံပြီးတော့ရပ်ပေးလိုက်တော့ရှင်ကြီးကတခါတည်းအမိပြေးလိုက်တာပြီးတော့ရှေ့ကနေကန့်လာကြီးလှုပ်ပြန်သေးတော့တာဒါကြီးမင်းငါနောက်ရှေ့ဆက်လိုက်လို့မတော်တော့ဘူးကွယ်ရှေ့ဆိုလို့ရှိရင်လူတို့နေရာဌာနလည်းနီးနေပြီမင်းအန္တရာယ်အပြစ်ကြီးတယ်မင်းနေခဲ့ပါတော့ကွယ်တို့နဲ့အတူတူနေပေမဲ့လို့ဒီဘဝမှာမက်ဖို့မရနိုင်ဘူးကွမင်းကုသိုလ်စိတ်တွေထားစားမှာကွကောင်းတဲ့ဘဝတွေလူဘဝတို့လို့တစ်ဆင့်ရတဲ့ခါကြတော့မှဟိုဘက်တရားအားထုတ်လို့ရှိရင်မဉ္ဇဉ်ဖိုးဉဏ်တို့ဖြင့်နိဗ္ဗာန်ကိုမျက်မှောက်ပြုတ်နိုင်မှာရှင်ကြီးဘဝနဲ့ပြုတ်လို့ရလားဘာပြုတ်လို့တော့ဆိုတော့အဟိတ်ပုဂ္ဂိုလ်မဟုတ်လားဟုတ်တယ်ဘုန်းကြီးတို့တရားဓမ္မတွေကိုပြန်ပြီးတော့ကြည့်လိုက်ချမ်းပါအခုကိုကဒီလူဘဝဆိုတော့တရားရနိုင်တဲ့ဘဝမဟုတ်လားသိကျင်တတ်ကြကောင်းတယ်နော်ရှင်ကြီးမှာကြီးစားမအောင်ဘုရားကြီးညိုပေမဲ့လို့ဘုရားနဲ့တွေ့ပေမဲ့လို့တရားရနိုင်လားမရနိုင်ဘူးဘာဖြစ်လို့တုံးဆိုတော့အဟိတ်ဖြစ်နေလို့ခုဘုန်းကြီးတို့တရားဓမ္မတွေကတော့လူဘဝသုဂတိဆိုတော့တရားရနိုင်တဲ့ဘဝမဟုတ်လားအေးကိုယ့်ဘဝကိုတန်ဖိုးထားကြစမ်းပါနော်စတိပြုကြစမ်းပါကြိုးစားလိုက်လို့ရှိရင်တခါတည်းတချို့တဲ့နဲ့ရနိုင်တာမဟုတ်လားဟိုရှင်ကြီးမှာဘယ်နဲ့နေမှရမဖြစ်တာမင်းကွယ်ကုသိုလ်စိတ်တွေလားထားပါတော့တို့နဲ့အတူတူလိုက်နေပေမဲ့လို့အပူပဲကွယ်ရှေ့ဆက်မလိုက်နေနဲ့တော့တာကြီးမင်းဒီနေရာမှာပဲနေခဲ့တော့လို့ဆိုတာနဲ့တပြိုင်နဲ့မျက်ရည်တွေတွေးနဲ့တကားတဲ့ဟိုးကြိတ်ပြီးတော့နေတာအတန်မထွက်အောင်လေအဲ့ဒါလိုနဲ့တရွေ့နဲ့ဘုရားကိုတော်မြတ်ကလည်းရှေ့ဆက်သွားလို့သံဃာတော်တွေကလည်းပဲနောက်ကလိုက်လို့ငေးပြီးတော့ကြည်နေရကတော်တော်လဲဝေးသွားရောအတန်လေးတရွေ့နဲ့အီနဲ့ထွက်လာအောင်ငိုတော့တာဟာငိုပြီးတော့နှာမောင်းကြီးကိုပါဇက်ထဲပြီးတော့အားရပါရငိုရင်သားနဲ့တခါတည်းဘုံဆိုအဲ့ဒီနေရာနာပါပဲလဲပြီးတော့သူရင်ကွဲနာကြသေပွဲဝင်ရရှာတဲ့သနာစရာပါပဲနော်ဟိုးရှင်ကြီးပေမဲ့လို့ဖယားကိုတော်မြတ်တန်ဖို့အဲ့လိုထားတာအဲ့ဒီလိုတည်တဲ့အခါမှာဖယားဆိုတဲ့ကိုတော်မြတ်ရဲ့အာယုံဗုဒ္ဓနုတ္တိနဲ့ဒီလိုသုတိစိတ်ကြသွားတာမဟုတ်လားအဲ့ဒီကုသိုလ်စိတ်နဲ့သုတိစိတ်ကြတဲ့အတွက်အဲ့ဒီရှင်ကြီးကလေဟောနတ်ပြည်မှာသွားပြီးတော့နတ်သားကြီးဖြစ်တယ်မဲဒီလိုဆိုတော့တော်သေးတာပေါ့ဟိုရှင်ကြီးကိုလိုကြီးအပေါ်တက်သွားတာတော့မဟုတ်ဘူးတော့ရှင်ကြီးပိုက်ထဲကအသက်ကောင်ကလေးထွက်သွားပြီးတော့နတ်ပြည်တက်သွားတာလည်းမဟုတ်ဘူးဒီကုသိုလ်စိတ်အရာဒီကအစွမ်းတတ္တိတွေကြောင့်ဟိုမှာသွားပြီးတော့နတ်သားဟဲ့လားယုံနာနော်ဒီလူပြေမှာဖြစ်နေတဲ့ရှင်ကြီးရဲ့ယုံနာကတော့ဒီလူပြေမှာပဲချုပ်ပါတယ်ယုံရောနာရောချုပ်တယ်အပေါ်တက်သွားတာလားမဟုတ်ဘူးဒီကုသိုလ်စိတ်ရဲ့အစွမ်းတတ္တိကြောင့်နတ်ပြေမှာသွားပြီးတော့နတ်သားယုံနာဒီလိုဖြစ်တာနော်တောက်ချောက်ကြီးတက်သွားတယ်ဆိုရင်တတ္တရဖြစ်နေဦးမယ်ဟုတ်ပြီလား
အဲ့ဒီနတ်သားကြီးရဲ့နာမည်ကပလဲလဲနတ်သားပါတယ်တော့အဲ့လိုလေတော်သေးတာပေါ့နော်တော်သေးတာပေါ့ဟိုဘက်ဆိုလို့ရှိရင်တော့တရားရလို့ဖြစ်ပြီရှင်ကြီးဘဝနဲ့တော့တရားရလို့ဖြစ်ကြလားဘာပြုလို့တော့အဟိတ်ဖို့လို့ဟုတ်ပြီလားနတ်သားကြီးဘဝဆိုရင်တော့တရားရလို့ဖြစ်ပြီနော်ဖြစ်ပြီအဲ့လိုနဲ့ဘုရားကိုယ်တော်မြတ်ကရှေ့ဆက်ကြွလို့သာဝတိမျိုးထိုက်ပါတယ်သာဝတိမျိုးရောက်ပတဲ့ဆိုတဲ့သတင်းကြီးကလည်းပြန့်သွားတော့ဟိုကကောတံဘီကကိုတော်တွေကကြားတယ်တို့ဘုရားသွားကြတော့ကြမယ်လားနှစ်ဖက်လုံးဆိုပြီးတော့သွားကြတော့ဒီသတင်းလည်းဟိုကကြားနေတယ်မေကောသလဘယင်ကြီးကလာတာကောသလဘယင်ကြီးကသာဝတိကြီးမှာဟိုအုပ်ဆိုးတာမဟုတ်လားအရှင်ဘုရားဟောကောတံဘီကကိုတော်ဒီလာနေတယ်လို့ကြားတယ်ဗျာကောသလမင်းကြီးကလေဟုတ်တယ်သူတို့ငါဘုရားကိုလာကြတော့ကြလိမ့်မယ်ဟာတော်တော်ဆိုးတဲ့ကိုတော်တွေဗျာသူတို့တပည့်တော်နိုင်ငံနဲ့အဝမခံမထားမယ်ဗျာကောသလဘယင်ကြီးကလေမလုပါနဲ့တကားတော့သူတို့ဒီဟာလည်းပဲတကယ်တော့သီလရှိကြပါတယ်တက်တက်မခံရင်နဲ့မာနကြောင့်ငါဘုရားစကားနားမထောင်ရတာပါဟောသီလကတော့သီလရှိတာပဲဒါပေမဲ့မာနနော်ကြည်သားဒီမာနကချမရတော့ဘုရားစကားတောင်နားထောင်ရဲ့လားအဲ့ဒါလိုဖြစ်တာပါဒီအကြောင်းအရာကြတော့တခါလာပြန်တယ်အနာတပိတ်တစ်ဖြည်းကြီးကအရှင်ဘုရားကောတံဘီကရန်ဖြစ်တဲ့ကိုတော်ဒီလာနေပြီလို့ကြားတယ်ဗျာဟုတ်သားပဲသူတို့ငါဘုရားလာကြတော့ကြမှာတပည့်တော်ကြောင်းနဲ့အဝမခံဘူးဗျာမဲသူကလည်းလေမလုပါနဲ့ကြောင်းတရာပြီသူတို့ဒီလည်းပဲသီလရှိတဲ့ပုဂ္ဂိုလ်တွေပါတက်တက်မခံရင်နဲ့မာနပြီးတော့ဒိဋ္ဌိဟုတ်တယ်မို့လားတဏှာမာနဒိဋ္ဌိဒီတရားတွေကကြီးစိုးပြီးတော့နေတဲ့အတွက်ငါဘုရားစကားတောင်သူတို့ကနားမထောင်ပဲဖြစ်ကြရတာပါတကယ်တော့ဖြင့်သူတို့လည်းပဲသူတော်ကောင်းတွေပါပဲသူတော်ကောင်းတွေပါဆိုတာသီလရှိတဲ့ပုဂ္ဂိုလ်တွေပါပဲဝင်ပါစေအဲ့လိုဆိုရနဲ့ဘုရားကိုယ်တော်မြတ်ကဟန္တာနဲ့ပဲသူတို့လည်းမတားတော့ပါဘူးတရွေ့နဲ့ကောတံဘီကကိုတော်ဒီဟိုဘက်ကိုတော်ဒီဘက်ကိုတော်နှစ်ဖက်လုံးရံဖြစ်တဲ့ကိုတော်တွေလေရောက်လာကြပြီတာဝတိပြည်ဇေရဝံကျောင်းတော်တဲ့ရောက်လာကြပြီဘုရားကိုယ်တော်မြတ်သတင်းပေးတာနဲ့တပြိုင်နက်အဲ့ဒီကိုတော်တွေတိတန့်တကန့်ကန့်ထားလိုက်ဒီကျောင်းလိုက်တဲ့ရောမထားနဲ့တကန့်ကန့်ထားလိုက်ဟိုတစ်ဖက်ကကျောင်းကလေးတွေကိုသူတို့တိတန့်တတ်ပေးထားလိုက်ဆိုတော့အဲ့ဒီပေးထားတဲ့အတိုင်းအစီအစဉ်တိုင်းမှာကောတံဘီကကိုတော်တွေကိုတိတန့်နေရာတွေပေးထားပါတယ်ဒီကျောင်းရာတွေကြတော့မြို့တွေကလူတွေကလာကြတဲ့အုပ်နဲ့ဘာလို့လို့ဆိုတော့အဲ့ဒီကိုတော်တွေကိုကြည့်ကျင်လို့ရံဖြစ်တဲ့ကိုတော်တွေကိုကြည့်ကျင်လို့တဲ့မြို့တွေကတရားဓမ္မတွေလာကြတယ်ဘယ်မလဲကောတံဘီကကိုတော်တွေဟောဘက်အစုံကဆက်ပြီးတော့ဟောဒီဟိုဘက်ကျောင်းတွေကကိုတော်တွေဆိုရင်ကောတံဘီကကိုတော်တွေကြီးပဲဆရာလည်းကြောက်ပြီးတော့ကြည့်တယ်ကျောင်းလေးလျှောက်ကြည့်ကျောင်းလေးလျှောက်ကြည့်ဟုတ်ပါဒီကိုတော်တွေကြည့်ရတာပုံပန်းတွေကကိုပဲမေးထိုးတာပေါ့လေသူတို့ခေါင်းမဖော်နိုင်ဘူးခေါင်းမဖော်ဝင်ဘူးသူတို့လာကြည့်လို့ဗာလေးညာလေးတွေသူတို့စတုမတူလာကတ်တဲ့အောက်မိနေတာပါဟုတ်မလဲဟိုကမေးထိုးတယ်မေးငေါ်တယ်ဘုရားကိုတော်မြတ်ကြီးစကားတောင်နားမထောင်ဘူးဆိုတော့ဟုတ်ပါဒီကိုတော်တွေပုံပန်းနေကြည့်ရတာကကိုလူမိုက်ရုပ်တွေသူတို့ဒီကိုပြောအဲ့ဒါလို့ဘေးကမေးငေါ်ကြပြောကြဆိုကြအဲ့လိုလှုပ်ပြီးတော့မှလူတွေပြန်ဆဲကုန်ရတဲ့အချိန်ခါမှာဘုရားကိုယ်တော်မြတ်ကလာကြငါဘုရားစီခေါ်လိုက်ကြတန်းဆိုတော့ဒီတဲ့နှစ်ဖက်လုံးကိုယ်တော်ဒီဘုရားထံရောက်လာတာပဲဘုရားကိုယ်တော်မြတ်ကပါရိယံဝတိကတံပါရိတင်တို့တွေဟာဝန်လေးတဲ့အလုပ်တွေလုပ်မိကြပြီတာပဲငါဘုရားသာသနာတော်ထဲမှာနေပြီးတော့ငါဘုရားရဲ့စကားတောင်နားမထောင်ကြဘူးနားမထိုင်နိုင်အောင်ဖြစ်တယ်ဆိုတဲ့သဘောတရားတွေဟာသင်တို့သဏ္ဍာန်မှာကိန်းဝတ်ပြီးတော့နေတဲ့အကုသိုလ်တရားတွေဟုတ်ကဲ့လားဟုတ်တယ်ကြည်သာမာနဆိုတာနော်သီလတော့လည်းသူတို့အရှိတာပဲသီလရှိပြီမဲ့လို့မာနကမပယ်နိုင်သေးတော့အဲ့ဒီမာနကတောင်းချမ်းပြီးတော့နေတဲ့အတွက်ဘုရားစကားနားထောင်လားပြီးတော့သူတို့ဒိဋ္ဌိကိုပယ်ပလားငါဆိုတဲ့အတ္တဒိဋ္ဌိတက္ကာယဒိဋ္ဌိဟုတ်တယ်မဟုတ်လားအဲ့ဒါတွေကကြီးခဲ့ပြီးတော့နေတော့ငါတို့ဥစ္စာမှအမှန်ငါတို့ပြောတာမှအဟုတ်ဒီလိုမဟုတ်လားသူတို့ဘက်တွေကအမှားသူတို့တရားဓမ္မတွေကအမှားဒီလိုဒိဋ္ဌိတွေကများပြီးတော့နေတော့ဘုရားစကားနားထောင်ကြရဲ့လားအဲ့ဒီလူတွေဖြစ်ကုန်တာဒါကြောင့်နဲ့အင်မတန်ခက်တယ်ဆိုပြီးတော့ဘုရားကိုယ်တော်မြတ်ကြီးကဒီမှာတရားဟောတာ
ပုထုဇဉ်နဲ့အရိယာပုထုဇဉ်နဲ့အရိယာကွာတကွာပုထုဇဉ်နဲ့အရိယာအင်မတန်ကွာတယ်တဲ့အရိယာဆိုတာရှင်းမျိုးမဟုတ်လားဘယ်သူတွေတို့ဆိုတော့သောတာပတ္တိမဲ့ပုဂ္ဂိုလ်သောတာပတ္တိဖို့ပုဂ္ဂိုလ်ဟုတ်ပြီလားသောတာပတ္တိမဲ့ပုဂ္ဂိုလ်သောတာပတ္တိဖို့ပုဂ္ဂိုလ်ပြီးတော့တဂရဂါမိမဲ့ပုဂ္ဂိုလ်တဂရဂါမိဖို့ပုဂ္ဂိုလ်အနာဂါမိမဲ့ပုဂ္ဂိုလ်အနာဂါမိဖို့ပုဂ္ဂိုလ်အရဟတမဲ့ပုဂ္ဂိုလ်အရဟတဖို့ပုဂ္ဂိုလ်လို့ဘယ်နှမျိုးလဲအဲ့ဒီရှင်မျိုးသောနယ်တို့တစ်ခုခုတည်းရောက်လို့ရှိရင်အရိယာပေါ့ဟုတ်တယ်မဟုတ်လားတကယ်တော့အမျိုးအမည်ပြလို့ဒါပါမက်ဆိုရင်ဖို့ဖြစ်တာမဟုတ်လားဆိုတော့သောတာပတ္တိမက်ဆိုတာနဲ့ဖို့တန်းဖြစ်သွားတာမဟုတ်လားအဲ့ဒီပုဂ္ဂိုလ်ကသောတာပန်ပေါ့သဂရဂါမိမက်ဆိုပြီးတော့ဖို့ဖြစ်သွားတာမဟုတ်လားဟုတ်ပြီလားဆိုတော့သဂရဂံပုဂ္ဂိုလ်ပေါ့အနာဂါမိမက်ပြီးရင်တန်းပြီးတော့ဖို့ဖြစ်သွားတာဆိုတော့အနာဂံပုဂ္ဂိုလ်အရဟတမက်ပြီးတော့ဖို့တန်းဖြစ်သွားတာဆိုတော့အရဟတပုဂ္ဂိုလ်ယဟန္တာပုဂ္ဂိုလ်မဟုတ်လားပုဂ္ဂိုလ်အနေနဲ့ယက်တီးနေမယ်ဆိုရင်ဘယ်နှမျိုးလဲ၄မျိုးဟိုမက်နဲ့ဖို့နဲ့ခွဲလို့သာ၈မျိုးဖြစ်နေတာမဟုတ်လားဟုတ်ကဲ့လားအဲ့ဒီအမျိုးအစားတဲ့ရောက်သွားတဲ့ပုဂ္ဂိုလ်တွေဆိုရင်အရိယာပုဂ္ဂိုလ်ဖြူစင်တဲ့ပုဂ္ဂိုလ်တွေပေါ့ဟုတ်ပြီလားအဲ့ဒါဒီတဲ့ဟိုအထက်ကသဂရဂါမိပုဂ္ဂိုလ်ဟုတ်ပြီလားအနာဂါမိပုဂ္ဂိုလ်အရဟတပုဂ္ဂိုလ်သဂရဂံပုဂ္ဂိုလ်အနာဂံပုဂ္ဂိုလ်ယဟန္တာပုဂ္ဂိုလ်တွေအလားထားအောက်ဆုံးအဆင့်ဖြစ်တဲ့သောတာပန်ပုဂ္ဂိုလ်ဒါလည်းအရိယာမဟုတ်လားအဲ့ဒီအရိယာပုဂ္ဂိုလ်နဲ့တောင်းမှမတူဘူးပုထုဇဉ်နဲ့ကွာတယ်အရိယာပုဂ္ဂိုလ်နဲ့ပုထုဇဉ်ပုဂ္ဂိုလ်ကွာတယ်ဆိုပြီးတော့ဒီတဲ့ဘုရားကိုယ်တော်မြတ်ကဒီမှာဟောတာပါသောတာပန်စိတ်ထားအင်္ဂါ9ပါးဒီမှာဟောကြားတာသောတာပန်စိတ်ထားအင်္ဂါ9ပါးဒီမှာဟောကြားတာဟိုအထက်ကအရိယာပုဂ္ဂိုလ်တွေအလားထားပါအောင်အောက်ဆုံးအဆင့်ဖြစ်တဲ့ဘာလို့သောတာပန်အဲ့ဒီသောတာပန်နဲ့ပုထုဇဉ်တောင်မှမတူဘူးသောတာပန်ဆိုတာသောတာအာပန္နပါတယ်တော့သောတာအာပန္နသောတာအာပန္နကိုတွဲလိုက်တော့သောတာပန္နပါတယ်တော့သောတာပန္နအဲ့ဒါကိုနတ်ငယ်အသက်သက်လိုက်တော့သောတာပန်ပါတယ်တော့သောတာပန်အဲ့ဒီအဓိပ္ပာယ်ကသောတာဆိုတာကရိုးရိုးဆိုလို့ရှိရင်ရေအရင်လို့အဓိပ္ပာယ်ရတယ်သောတာကဘာလို့ရေအရင်အာပန္နကရောက်တာရေအရင်ပေါ်သို့ရောက်တာရေအရင်ပေါ်သို့ရောက်တာဟုတ်ကဲ့လားရေအရင်ပေါ်သို့ရောက်သူပေါ့ပါတယ်တော့ရေအရင်ပေါ်သို့ရောက်သူရေကရိုးရိုးရေမဟုတ်ပါဘူးဒီမှာတင်စားပြောတာပါမက်ဒီဟူသောရေပါတယ်တော့အိုးမက်ခင်ရေရင်ပေါ်မှာရောက်တာဒီလိုပြောတာမက်ဒီဟူသောရေရင်ပေါ်မှာရောက်နေတဲ့ပုဂ္ဂိုလ်ဒီလိုပြောတာပေါ့ဟိုးမြစ်ကြောင်းရေကြောင်းကောင်းပေါ်မှာရောက်နေတဲ့သူဆိုရင်တရွေ့နဲ့ကမ်းမကပ်ဖဲနဲ့တရွေ့နဲ့ဆက်ပြီးတော့သွားလိုက်တဲ့ဥစ္စာနောက်ဆုံးပင်လေသမုဒ္ဒရာတနေ့ရောက်မှာမဟုတ်လားအဲ့ဒီလိုပါပဲအခုမက်ဒီဟူသောရေရင်ပေါ်သို့ရောက်တဲ့သူကတရွေ့နဲ့နောက်ဆုံးတော့ဖြင့်ပင်လေသမုဒ္ဒရာကြီးနဲ့တူတဲ့နိဗ္ဗာန်သို့ရောက်သွားမယ်ပုဂ္ဂိုလ်လမ်းမှန်ပေါ်ရောက်သွားပြီးသားပုဂ္ဂိုလ်ဒီလိုဆိုတာပေါ့နော်သောတာအာပန္နပါတယ်တော့သောတာအာပန္နဆိုတဲ့ပုဂ္ဂိုလ်ဟာလေမက်ဒီဟူသောရေအရင်ပေါ်သို့ရောက်တဲ့သူတရွေ့တနေ့နေတော့ဖြင့်သူဘာဖြစ်မလဲနိဗ္ဗာန်ရောက်သွားတော့မယ်နောက်ပြန်မဆုတ်တော့ဘူးနော်အဲ့ဒါလိုပုဂ္ဂိုလ်ကိုဘာခေါ်တော့သောတာပန်ဒီနေရာမှာဘုရားကိုယ်တော်မြတ်ကြီးကဟောတာပါပုထုဇဉ်နဲ့သောတာပန်မတူဘူးဟေးတဲ့ပုထုဇဉ်နဲ့သောတာပန်မတူဘူးကွာဒီမှာပုထုဇဉ်တွေကပြောလို့မရဟောလို့မရဆိုလို့မရမဟုတ်လားတဏမာနဒိဋ္ဌိဓာတ်တွေအာကြီးပြီးတော့နေတော့သီလရှိတာကရှိတာတစ်ပိုင်းပဲပြောလို့ဆိုလို့ဒီမှာမရနိုင်ဘူးကွာပြောတယ်နော်အရိယာဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေကြတော့ပြောလို့ဆိုလို့ဆုံးမလို့ရလွယ်တယ်ကွာတဲ့သိထားပြောင်းသွားတာဟုတ်ပြီလားသောတာပန်ဖြစ်အောင်ဆိုတာတော့ဟိုဘက်ရက်တွေတုန်းကပြောထားတဲ့နည်းတွေအတိုင်းပဲကိုယ်ခန္ဓာပေါ်မှာရှုတာမဟုတ်လားခန္ဓာ၅ပါးတစ်ပါးပါးကြက်ရတစ်ပါးပါးကအရှုခံတရားမက္ကင်၅ပါးကရှုဉဏ်တရားကြက်ရတစ်ပါးပါးပေါ်မှာရှုတဲ့ခါကျတော့အဖြစ်ပြက်တွေမြင်ဆက်ရှုတဲ့ခါကျတော့အဖြစ်ပြက်တွေမုံမယ်လို့ဆက်ရှိတဲ့ခါနောက်ဆုံးကျတော့ဖြစ်ပြက်တွေဆုံးသွားတယ်ဆိုတာအဖြစ်အပျက်မရှိတဲ့ဥစ္စာကိုမြင်တာ
ဘာနဲ့မြင်တော့မဲ့ညာနဲ့မြင်တာအဲ့ဒါလို့ပထမဆုံးတစ်ချိန်မြင်တယ်ဆိုရင်ပထမဆုံးမဲ့နဲ့မြင်တာမဟုတ်လို့သောတာပတ္တိမဲ့သောတာပန်ပုဂ္ဂိုလ်ဒီလိုမဟုတ်လားအဲ့ဒီသောတာပန်ပုဂ္ဂိုလ်ဆိုလို့ရှိရင်ပထမဆုံးအဆင့်အရိယာရောက်သွားပြီပေါ့ဒီအဲ့ဒါဘာပုဂ္ဂိုလ်သောတာပန်ပုဂ္ဂိုလ်အဲ့ဒီသောတာပန်ပုဂ္ဂိုလ်ဖြစ်သွားတယ်ဆိုတော့ဘယ်လိုလဲပုံပြောင်းသွားသလားအလားလေးတွေဝင်းဝါလာသလားလှလာသလားဆိုတော့မဟုတ်ပါဘူးတဲ့စိတ်ဓာတ်ပြောင်းသွားတာပါတယ်တော့သောတာပန်ဖြစ်တာနဲ့တပြိုင်နက်ဒိဋ္ဌိနဲ့ဝိသိကိစ္စဒါတွေခွာလိုက်ပြီဒိဋ္ဌိနဲ့ဝိသိကိစ္စဒိဋ္ဌိဆိုတာအတူပြောကြဆိုတော့သက်ကာယဒိဋ္ဌိသတ္တတဒိဋ္ဌိဥစ္စေတဒိဋ္ဌိဒီ၃မျိုးလောက်ဆိုလို့ရှိရင်ဒီထက်ဝင်ပါတယ်ဝိသိကိစ္စဆိုတာကတော့တို့လောတွေ့တော့တာဘာကြောင့်ဖြစ်တာပါလဲဘာကြောင့်ဖြစ်တာပါလဲဘာလိမ့်နဲ့ဆုံးဖြတ်လို့မရတာအဲ့ဒီသဘောကအကြောင်းတရားတွေပေါ်မှာဉာဏ်မရှင်းလို့ဖြစ်တာမဟုတ်လားအကြောင်းတရားတွေပေါ်မှာဉာဏ်ရှင်းပြီးတော့လာတဲ့ခါကျတော့အဲ့ဒီဘာလိမ့်ဆိုတဲ့တွေ့တော့မှုဖြစ်အောင်မလားအဲ့လိုမဖြစ်လို့ရှိရင်ဝိသိကိစ္စဆင်းလာပေါ့ဒါဖြစ်ရင်သောတာပန်ဖြစ်တယ်ဆိုတာဒိဋ္ဌိနဲ့ဝိသိကိစ္စဗါတဲ့ဒိဋ္ဌိနဲ့ဝိသိကိစ္စဆင်တာပြောတာအဲ့ဒီမဲกว่าတဲ့ပုထုဇဉ်နဲ့သောတာပန်မတူဘူးငါဘုရားဟောမယ်ဆိုပြီးတော့ဟောသောတာပန်မှာလည်းပဲပယ်တာကဒိဋ္ဌိနဲ့ဝိသိကိစ္စပဲပယ်ပါတယ်သူ့မှာလောဘဒေါသမောဟမာနအိတ်သာမစ္စရိယဒီတရားတွေမရှိဘူးလားရှိပါတယ်ရှိလို့ဖြစ်တာပေါ့လောဘတွေမပယ်သေးဘူးဆိုတော့လူကျင်ရကျင်လေးတွေမရှိဘူးလားသောတာပန်မှာလေလှကျင်ပကျင်လေးတွေကောရှိပါတယ်မဲလှကျင်ပကျင်လူကျင်ရကျင်ဒါလေးတွေရှိတာပေါ့ဝိတာခါကြောင့်အမ9နှစ်ရွယ်ကသောတာပန်ဖြစ်တာဟိုကြီးကကျမအရွယ်ရောက်တော့မှအိမ်တော်နေပြုသားတွေသမီးတွေနဲ့စီပွားရေးတွေလည်းလုပ်နေတာပဲကျွဲတွေနွားတွေမှအများကြီးတဲ့စီပွားရေးတွေကောင်းတယ်သောတာပန်မှကြီးပဲလုပ်တာပေါ့သူအဲ့ဒါတွေကမပယ်သေးဘူးလေပယ်တာကဒိဋ္ဌိနဲ့ဝိသိကိစ္စဒေါဘဒေါသကလည်းပယ်ပလားမပယ်သေးဘူးဆိုတော့စိတ်တွေပါလေလဲဆိုးတာပေါ့ရှူရှားနဲ့လေတခါတလေရံလေးပါလေလဲတွေ့သေးတာပေါ့ဈေးထဲမှာကက်နဲ့သောတာပန်ဖြစ်တာပေါ့လောဘဒေါသမာနလေးရောဖြစ်တော့မောက်မာလေးရောမလုပ်ဘူးလားလုပ်ပါတယ်လုပ်တာပေါ့မာနအိတ်တာမစ္စရိယဒီလိုသဘောတရားကလေးတွေရှိသေးတယ်သို့တော့ခဏပါတတိလွတ်တဲ့အခါလေးဖြစ်တာပါနောက်တတိရတာနဲ့သူ့ထိမ့်လိုက်တယ်အဲ့ဒီတော့ဒီတရားတွေကကြာရင်ထဲမှာလှောင်မထားဘူးဖြစ်ကြောတူတယ်ပုထုဇဉ်တို့ကတော့ဘယ်ဟုတ်မလဲရင်ထဲလှောင်ထားတာဒီတရားတွေပယ်မပယ်ဒီထဲလှောင်ထားတော့ဖြစ်ကြောရှိတယ်သောတာပန်ကြတော့ဖြစ်ကြောတူတယ်ဒီလိုလေးပါလိုက်ပါနံပါတ်1ကဖြစ်ကြောတူတယ်ဖြစ်ကြောတူတယ်ပုထုဇဉ်ကဖြစ်ကြောရှိတာပေါ့သောတာပန်ကဖြစ်ကြောတူတယ်ဟုတ်ပြီလားနံပါတ်2သွားမယ်ဒီတရားတွေငါဝင်းထဲမှာရှိသေးတာပဲငြိမ်အေးအောင်လုပ်မယ်ဆိုတဲ့စိတ်ထားအမြဲရှိတယ်ပုထုဇဉ်တို့ကတော့ဟုတ်ပါဘူးမငြိမ်ပဲတော့မှကဘာမကြည့်ဘူးကွာဒီလိုတောင်လာသေးတာသူကတော့မဟုတ်ဘူးဒီတရားတွေငါငြိမ်အေးအောင်လုပ်မယ်ဆိုတဲ့စိတ်ထားရှိတယ်တဲ့ဒါကနံပါတ်2ဟုတ်ပြီလားနံပါတ်3သွားမယ်နံပါတ်3ကဒီဖရာသာသနာမှာသာလင်သောတာပန်တက္ကရာကအနာဂံယဟန္တာတွေဖြစ်ပြီးတော့ထွက်ရက်လမ်းရှိတယ်သောတာပန်ကယုတ်ကြည်တယ်ပုထုဇဉ်ကတော့ဒီပြင်သာသနာတွေမှာလည်းပဲသောတာပန်တက္ကရာကနေရှိခြင်းရှိအောင်မှာသူကဒီလိုတွေးတော့တယ်ယုံမှတန်တရားဖြစ်တယ်ဟုတ်ပြီလားခုဘယ်နှမျိုးရှိပြီလဲနံပါတ်1ကဖြစ်ကြောတူတယ်နံပါတ်2ကငြိမ်းအေးအောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်ရှိတယ်နံပါတ်3ကဒီဖျားသာသနာမှာသာလဲထွက်ရလန်းရှိတယ်ဒီလိုယုံကြည်တယ်ပြီးတော့နံပါတ်4သွားမယ်အပြစ်သိရင်ချက်ချင်းကုတယ်အပြစ်သိရင်ချက်ချင်းကုတာတယ်ဆိုတဲ့ဥစ္စာကအခုမနဲ့သိရင်မနဲ့ညနေသိရင်ညနေရဟန်းနေဆိုလို့ရှိရင်လည်းချက်ချင်းဒေသနာထပြီးတော့ပြောပလိုက်တယ်ဒီလိုအပြစ်ကိုထိန်ချမ်းပြီးတော့မထားဘူးအပြစ်ကိုကြာလှောင်မထားဘူးချက်ချင်းကုတာတဲ့သဘောဟိုလူဆိုလို့ရှိရင်လည်းတယောက်စော်ကားမော်ကားပြောတယ်ဆိုရင်ချက်ချင်းလိုက်တောင်းမှလားမှားပါလို့ပါကြည်ပါနော်ဒီလိုဥစ္စာကုစားတာပေါ့အပြစ်တင်ရင်ချက်ချင်းကုတာဒါနံပါတ်4လားပြီးတော့နံပါတ်5သွားမယ်ကိုယ်သီလသိက္ခာပုဒ်ပြတ်မှာစိုးတယ်ဘာစိုးတာအိုးကို5ပါးသီလဆောက်တည်ထားတယ်သို့မဟုတ်10ပါးသီလဆောက်တည်ထားတယ်အဲ့ဒီသိက္ခာပုဒ်သိပ်ပြတ်မှာစိုးတယ်ဟိုသောတာပန်ပုဂ္ဂိုလ်ကအယတ်ထဲနေတယ်
ကူညီစရာရှိရင်ပတ်ဝန်းကျင်အိမ်တွေအလုပ်တွေဝိုင်းကူညီလုပ်တာပဲယုံလိုက်ခဲ့စမ်းမှာဆိုလဲလိုက်တာပဲတခုတော့ရှိတယ်ကြာကျွန်တော်ဘက်ကလိန်ပြောစမ်းမှာဗျာဒါမှခမရလိန်ပြောမှကျွန်တော်ဘက်ကအမှုနိုင်မှာလို့ဆိုရင်တော့ဟာဒါကတော့မပြောဘူးဗျာလိုက်တာတော့လိုက်တယ်လုပ်ကြရှိရင်လုပ်ပေးတယ်လိန်ပြောပါဆိုရင်မုဒ္ဒဝါဒထိုက်မှာမဟုတ်လားဟာဒါကတော့မပြောဘူးဗျကျုပ်အပြတ်မခံနိုင်ဘူးဒီလိုသိက္ခာပုတ်မြဲတယ်သိက္ခာပုတ်လူပြတ်မှသိဆိုးတယ်ဘာနဲ့တူတယ်ဆိုလို့ရှိရင်လည်းဟောနမကြီးတကောင်နမပေါက်စားလေးလည်းပါကားစားရှိတယ်ကွင့်မြင်နဲ့လှန်ထားတယ်ပြုတ်ပြုတ်နဲ့မျက်တွေငုံစားတယ်နှစ်ချက်သုံးချက်ငုံစားလိုက်သူ့သားလေးကိုလှန်ကြည့်လိုက်တယ်ဟာပြီးတော့ပြုတ်နဲ့ငုံစားပြန်တယ်ပြီးတော့သားလေးကိုလှန်ကြည့်လိုက်ဟုတ်လားအဲ့လိုဆိုတော့သူ့သားလေးစိတ်ချရလားစိတ်မချတိုင်းခဏကြည့်တာအဲ့ဒါလိုပဲတဲ့သားကလေးပေါက်စားရှိတဲ့နမကြီးလိုပါပဲတဲ့အလုတ်လုတ်ပြီးဆိုလို့ရှိရင်သူ့သီလကိုလှမ်းကြည့်တာမဲသူ့သီလကိုခဏပြက်မလားသီလများညှို့မလားဆိုတဲ့ဥစ္စာခဏလှမ်းကြည့်တဲ့သဘောသီလသိက္ခာပြက်မှာစိုးတာနံပါတ်ဘယ်လောက်တော့9ရှေ့သွားမယ်နံပါတ်6သွားမယ်သစ္စာတရားတွေဟောပြီးဆိုလို့ရှိရင်စိတ်ဆိုင်ပြီးတော့နာနိုင်တာဟုတ်ပြီလားအပသေတသောတမနာဟိတဝါဩဟိတာသောတောဓမ္မံသူနာတိစိတ်ဆိုင်ပြီးတော့နာနိုင်တာသစ္စာတရားတွေခန္ဓာ5ပါးအာယရဏ12ပါးဓာတ်18ပါးသစ္စာ4ပါးဒီလိုတရားတွေလျှောက်ပြီးတော့ဟောပြီးဆိုလို့ရှိရင်ဖြစ်ပြီးတော့ပြတ်တယ်ဒါသစ္စာတရားတွေမဟုတ်လားအဲ့လိုတရားတွေဟောပြီးဆိုရင်စိုက်ပြီးတော့ဓမ္မဟုတ်တာပဲအဲ့ဒါလိုစိတ်ဆိုင်ပြီးတော့နာနိုင်စွမ်းရှိတဲ့တတ္တိနံပါတ်ဘယ်လောက်တော့6ရှေ့သွားမယ်နံပါတ်9သွားမယ်နံပါတ်9ကသစ္စာတရားတွေကအင်မတန်မှန်မိတာပဲဆိုပြီးတော့ရင်းနဲ့တလိုက်နဲ့ပီတိတွေတဖြူဖြူနဲ့ကြည်နူးပြီးတော့နေနိုင်တဲ့တတ္တိနံပါတ်9ပေါ့လားအလုံးပဲနှမျိုးတော့9မျိုးပြန်ပြောပါဦးမယ်နံပါတ်1ကဖြစ်ကြောတူတယ်သောတာပန်ပဲထားတာဒိဋ္ဌိနဲ့ဝိသိကိစ္စဒါလေးပဲဒိဋ္ဌိဆိုတာပြောလိုက်ပါတော့တက်ကာယဒိဋ္ဌိတတ္တဒိဋ္ဌိဥစ္စေဒဒိဋ္ဌိဒီ3မျိုးပြောလိုက်လို့ရှင်ဒိဋ္ဌိတွေအကုန်လုံးပါလာတယ်အဲ့ဒါပဲပြီးပြီလုံးဝအမြစ်ပါမကြံပဲပြီးပြီပြီးတော့ဝိသိကိစ္စလည်းပဲပြီးပြီဒိဋ္ဌိနဲ့ဝိသိကိစ္စဒိဋ္ဌိနဲ့ဝိသိကိစ္စဒါကလေးပဲပယ်ရသေးတယ်ဟုတ်တယ်မဟုတ်လားဒိဋ္ဌိကသီလပတ္တပရာမာသဟုတ်တယ်မဟုတ်လားတန်ရောစင်လည်းပြောတော့ကလေပြီးတော့ရိုးတက်ကာယတတ္တရဥစ္စေဒဟုတ်တယ်မဟုတ်လားပေါင်းလိုက်တော့ဒိဋ္ဌိပဲပေါ့ပြီးတော့ဝိသိကိစ္စဒီလိုမဟုတ်လားအဲ့ဒါကလေးပဲပယ်ပါသေးတယ်ကြံတဲ့လောဘဒေါသမောဟမာနအိတ်တာမစ္စရိယာထိနာမိတ်တာဥဒ္ဒစာကုပ္ပုဇဆိုတဲ့မကောင်းတဲ့အကုသိုလ်တရားတွေမပယ်သေးပါဘူးမပယ်သေးရင်ဖြစ်တာပေါ့တတ်တာပါလေဖြစ်တယ်သို့တော့ကြာအဖြစ်မခံဘူးဖြစ်မှန်းသိရင်ရပ်ပြလိုက်တယ်ဆိုတော့ဖြစ်ကြောတူတယ်နံပါတ်2ကအဲ့ဒီတရားတွေငြိမ်းအေးအောင်လုပ်မယ်ဆိုတော့စိတ်ရှိတယ်ဟုတ်တယ်မဟုတ်လားနံပါတ်3ကဒီဖရာသာသနာမှာသာလည်းထွက်ရလန်းရှိတယ်သောတာပန်တဂရကအနာဂံယနာဖြစ်ပြီးတော့ဒီလိုယုံကြည်တယ်ပြီးတော့နံပါတ်4ကအပြစ်တင်ချက်ချင်းကုတယ်နံပါတ်5ကသီလသိက္ခာကိုသီလသိက္ခာပြတ်မှစိုးတယ်နံပါတ်6ကြတော့ဘယ်နဲ့တော့သစ္စာတရားတွေဟောပြီးဆိုလို့ရှိရင်စိတ်ဆိုင်ပြီးတော့နာနိုင်စွာရှိတဲ့တတ္တိဟုတ်ပြီလားနံပါတ်9ကြတော့မှန်လိုက်တာဟုတ်လိုက်တာနဲ့ချီကျူးလို့မဆုံးပီတိတွေတဖြူဖြူနဲ့ကြည်နူးနေတဲ့တတ္တိအလုံးအင်္ဂါပဲ2ရက်တော့အဲ့ဒါတော့ဣမေဟိတတ္တင်ကေဟိသမန္နာကတောပုဂ္ဂလောသောတာပန်နောဟောတိဘုရားကိုယ်တော်မြတ်ကြီးကမိန့်တာဒီအင်္ဂါရ9ရက်နဲ့ပြည့်စုံလို့ရှိရင်ဆုံးဖြတ်တော့သောတာပန်ပါတယ်တော့သောတာပန်ဟာဒါပဲဟုတ်ပြီလားဟုတ်တယ်သောတာပန်ဖြစ်ကြောတဲ့သောတာပန်ဖြစ်လို့ရှိရင်တဲ့စစ်စားပြီးဌာနာနီအပပကာတုံး6မျိုးသောအရာတို့ကိုမလုပ်တော့ဘူးဘယ်သူတုံးဆိုတော့အမေကိုတတ်တယ်အဖေကိုတတ်တယ်ယန္တာကိုတတ်တယ်ဖះကိုသွေးစိမ့်တီအောင်ပြုတယ်ပြီးတော့ဘာတော့တန်ဃာသင်ခွဲတယ်ဆိုတာကံကြီး5ပါးပြီးတော့နောက်တစ်ခုကထပ်တိုးလိုက်အောင်ဒီဖះသာသနာမှာတပါးကြံတဲ့တခြားသာသနာမှာဖះတင်ခြင်းဆိုတဲ့အညတထာရုပ်ဒေတကဆိုတဲ့အလုပ်တစ်ခုဟုတ်ပြီလားအလုပ်ပဲနှမျိုးတော့6မျိုးဒီ6မျိုးကိုမလုပ်တော့ဘူးသောတာပန်ဟာလေဒါရမကသေးဘူးစတုဟာပါယေဟိသဝိပမုတ်တော်အပယ်၄ပါးမှလည်းလုံးဝလွတ်တော့တယ်ငရဲတရစ္ဆာန်ပြိတ္တာအတုရကေအပယ်၄ပုံမှလုံးဝလွတ်တော့တယ်ဟုတ်ပြီလား
အဲ့ဒါလို့ပထမဆုံးဖြစ်တဲ့သောတာပန်ဟာ3မျိုးရှိတယ်ဘယ်နှမျိုး3မျိုးရှိတော့တယ်ဒီအင်္ဂါ9ရက်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဆိုတာသောတာပန်3မျိုးရှိတယ်ဘာလို့ဆိုတော့တတ္တခတ္တုပရမသောတာပန်စာရေးတော့တာရဲ့တာဝမှုနှလုံးစင်ရဲ့တတ္တမဟုတ်လားပြီးတော့ကာကြီးနဲ့ခါခွေးနဲ့ဆင်တတ္တခမဟုတ်လားဟုတ်တယ်မဟုတ်လားပြီးတော့နောက်တစ်ခါတာဝမှုနှလုံးဆင်ပြီးတော့တစ်ချောင်းငင်းဆိုတော့တတ္တခတ္တုဟုတ်လားပြီးတော့ပရမဆိုတော့တတ္တခတ္တုပရမသောတာပန်အဓိပ္ပာယ်ကတော့ခုနှစ်ဘဝပฏิတတိနေပြီးတော့ဟိုဘက်မှာယဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်ခုနှစ်ဘဝတော့နောက်ထပ်ယူအောင်မယ်ဟုတ်ပြီလားအဲ့ဒါကတစ်မျိုးနောက်တစ်မျိုးကြတော့ကောလံကောလသောတာပန်ပါတယ်တော့ကောလံကောလဆိုတာကတကယ်ပင်ရင်အစ်စ်ကတော့ကုလကုလဆိုတာအမျိုးတစ်မျိုးကနေပြီးတော့အမျိုးတစ်မျိုးမျိုးကတစ်မျိုးကနေပြီးတော့တစ်မျိုးဒီလိုပြောင်းလဲသုံးဆန်းပြီးတော့နောက်ဆုံးကြတော့ယဟန္တာဖြစ်မှာနော်သူကဘာတော့ဆိုတော့ဟိုပထမဥစ္စာက9ဘဝထိအောင်နောက်ထပ်ယူအောင်မယ်ဆိုတော့သူက2ဘဝကနေပြီးတော့6ဘဝထိအောင်ပฏิတတိယူပြီးတော့ဟိုဘက်မှာယဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်ဟုတ်လားခုနကတော့9ဘဝဒါက9ဘဝတော့မပြည့်တတ်ဘူးနောက်တစ်ခါသွားအောင်ပတ်3ကြတဲ့ခါကျတော့ဧကဘီစီသောတာပန်ပါတယ်တော့ဧကဘီစီဆိုတာမျိုးစေ့တစ်စိသာရှိတော့တယ်ဆိုတဲ့အဓိပ္ပာယ်ရတာပေါ့မျိုးစေ့တစ်စိဆိုတော့ဥစားနောက်ထပ်ဘဝတစ်ခုပဲယူတော့မယ်အဲ့လိုဆိုတော့သောတာပန်ကဘယ်နှမျိုးတော့ပြန်ပြောပါအောင်ပထမသောတာပန်ကနောက်ထပ်9ဘဝယူပြီးတော့ယဟန္တာဖြစ်မဲ့သောတာပန်နောက်တစ်မျိုးကနောက်ထပ်2ဘဝကနေပြီးတော့6ဘဝထိအောင်ယူပြီးတော့ပါတယ်တော့ယဟန္တာဖြစ်မဲ့သောတာပန်နောက်တစ်မျိုးကနောက်ထပ်ဘဝတစ်ခုပဲယူပြီးတော့ယဟန္တာဖြစ်မဲ့သောတာပန်ဘယ်နှမျိုးလဲ3မျိုးဒီအကြောင်းအရာလေးတွေစပ်ပြီးလို့ဘုဒ္ဓတာဖြစ်အောင်ပြောတာတချို့ကိုယ့်ဘာသာကိုဖြစ်လို့ဖြစ်မှန်းတော့မသိဘူးတဲ့ဟိုဆရာတော်ကြီးပြောတဲ့ထဲလဲပါပါတယ်ဖယားကိုရောမြတ်ထံမဟာနာမင်းကြီးလာပြီးတော့တရားနာတယ်တရားနာပြန်သွားတဲ့ခါကျတော့လမ်းမှာကျွဲအုပ်ကြီးတွေနွားအုပ်ကြီးတွေတွေ့တယ်ဘာလို့ဆိုတော့မြို့ထဲမှာနေဝမိုးကျိုးဆိုတော့ကျွဲတွေနွားတွေပြန်သွင်းလာတာပေါ့သူတို့မြို့ကလည်းကျွဲတွေနွားတွေနဲ့နော်အဲ့ဒါနဲ့ဂျိုကြီးတွေတခါတည်းကာဆိုတော့အောက်မိလိုက်ပြီးတယ်ငါဒီချိန်ညကျွဲကြီးကခွေတက်လိုက်လို့သေရင်အပယ်များရောက်မလားပဲလို့သူ့ကိုသူလေအဲ့ဒါဖះကိုလျှောက်တော့မရောက်ပါဘူးမဟာနာမင်းကြီးဘာဖြစ်လို့လဲဆိုတော့သင်ကအနာဂံတောင်ဖြစ်နေပြီပဲတဲ့ဒီတော့သူ့ကိုသူအနာဂံဖြစ်တာသိလားသိပါဘူးဖះကပြောမှသိတာညနေတုန်းကဖះစီတရားနာတုန်းကတော့လေကောင်းလိုက်တာဒီလိုလေပြီးတော့သူဖြစ်ပြီတဲ့ကျွဲတွေများခတ်လိုက်လို့ရှင်သေအပယ်များရောက်မလားလို့အောက်မိတာမရောက်ဘူးသင်ကအနာဂံဖြစ်နေပြီဖះကပြောယူရတယ်ဒီတော့အနာဂံဖြစ်တာတောင်သိလားသိပါဘူးအဲ့လိုမသိတဲ့ဥစ္စာတွေလည်းရှိတယ်အဲ့ဒါကြောင့်ခုချိန်နေအောင်လို့နော်အဲ့တော့အနာဂံဖြစ်တာတောင်မသိဘူးဆိုတော့သောတာပန်ဖြစ်တာသားတောင်မသိနိုင်ဘူးဖြစ်မှာပေါ့ဟုတ်တယ်ကြည်စံသောတာပန်ဘယ်နှမျိုး3မျိုးအဲ့ဒီ9ဘဝအများဆုံးမဟုတ်လားဒေဝေသမနုဿေသာတန္တာဝိတဝါတံတရိတဝါဒုက္ခတန္တံကရောတိလို့ဆိုထားပါတယ်လူပြေနတ်ပြေပြမပြေစုံနိုင်ဆန်နိုင်တာပေါ့သောတာပန်ကြီးသေပြီးလူပြေလည်းပြန်ဖြစ်နေတာပေါ့နတ်ပြေလည်းတက်နိုင်တယ်ပြမပြေလည်းဖြစ်နိုင်တယ်ဒီသဘောလေးတွေတွေ့တယ်နော်တွေ့တယ်ဆရာတော်ဘုရားကြီးခန္ဓာဝန်ချမဲ့နေ့ဝါတွင်းမှာအမရပူရမှာကလေးမလေးနှစ်ခွဲကလေးမလေးစကားတွေကပြောတာတရားစကားတွေပြောနေတယ်ပြောနေတဲ့အကြောင်းလည်းမလိုက်ဘူးပဲနဲ့တနေ့တော့ကစားနေတဲ့အမေအဖေလုပ်တဲ့သူကဟေးဒီကနေ့ပဲဟင်းနဲ့ကြက်သားချက်ထားကလေးမကျွေးနဲ့ဟေးဝန်းပြက်လိမ့်မယ်ဆိုတော့ကစားရကလာပြီးတော့ကိုယ့်ဘက်ခါထားလာပြီးတော့ဟိုဝန်းမပြက်အောင်တတ်မှာပေါ့ဟဲ့ဘယ်နဲ့လှုပ်ရှားမှာတော့ပြက်ပြက်ရှူစားလိုက်မှာပေါ့ကလေးပေါက်စားလေးကလူကြီးတွေအားတဲ့တယ်ဟဲ့ဘယ်နဲ့ကလေးပါလိမ့်မလဲကြောင်းလည်းရောက်တာမဟုတ်ဘူးနော်ဟာဒီစကလုံးစပြောလာတယ်လူကြီးတွေကတော့အမေဖေတွေကတော့ကြောင်းသွားတရားနာပါတယ်နောက်ဆရာတော်ဘုရားကြီးထံခေါ်လာပြီးတော့ဒီအကြောင်းအရာရှူလျှောက်တော့အေးကွယ်ဒီကလေးကြည့်ထားလိုက်ကြစမ်းဟေးငါတော့မမီတော့ဘူးပြောပါတယ်အဲ့ဒီကလေးဘုန်းကြီးကဟိုဘက်နှစ်တုန်းကခေါ်ပြီးတော့တွေ့တော့ဒါလေးတွေ့တယ်ဒီအဲ့လိုဟာမျိုးလေးတွေရှိပါတယ်ကိုနော်ဟိုဘက်ကသူဘာပြုတ်ထားရရှိနေမယ်နဲ့တူတယ်အဲ့ဒီလိုပုံကိုယ်တွေရှိပါတယ်ဘုန်းကြီးတို့ထဲလဲဒီလိုပုံကိုယ်တွေရှိမယ်နော်ဒါကြောင့်တိုင်းနိုင်တာနိုင်အောင်လို့ခုပဋိစ္စအခုလို့သောတာပန်အင်္ဂါ9ပါးတင်ပြထားတာပါအေးကိုချိန်ပြီးတော့ကြည်ပါ9မျိုးလို့ပြည့်စုံလို့ရှိရင်လဲဝမ်းသာရမှာပေါ့ဟို
၄မျိုး၅မျိုး၆မျိုးပြည့်စုံတယ်ဆိုလို့ရှိရင်လည်း9မျိုးလုံးပြည့်စုံအောင်ကြိုးစားမယ်အဲ့ဒါလိုအားအသက်စွာနဲ့အလုတ်လုံနိုင်အောင်အခုသောတာပန်စိတ်ဓာတ်အင်္ဂါ9ပါးတင်ပြထားပါတယ်အားလုံး9ပါးလုံးပြည့်စုံသည့်တိုင်အောင်ကိုစီကိုငါကြိုးစားအထောက်နိုင်ကြပါစေလို့တိုက်တွန်းရင်အချိန်ပြည့်တဲ့အတွက်တော့ကြအောင်စို့